ဒီဇင်ဘာနနက်ခင်းရဲ့အေးတက်ကတီဘောမျိုးတစ်ခုလုံးကိုလွှမ်းခြုံထားလေတယ်။မြူနှင်းများဖြင့်ပိမ့်ပိတ်အောင်မှောင်နေတဲ့အပြင်အေးတက်ကအယိုးကွဲမတတ်ပြီ။ရောက်ပြီကိုခမောင်တို့ရေခမည်းကသာရောက်ပြီပြောတာကျုပ်ဖြစ်အိမ်တော်မမြင်ရဘူး။အိမ်ကဘာမလဲဗျ။လာကျွန်တော်လက်ခဲ့နည်းနည်းရှောက်လိုက်တာနဲ့ခြံဝင်းတကားကိုမြင်လိုက်ရတယ်။ခြုံတွေပိတ်ပေါင်းများဖြင့်ဖုံးအုပ်နေပြီးစီမထဲတာကြာပြီဖြစ်တဲ့ခြံတကားရဲ့အတန်ကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားလေတယ်။တကားများပိတ်ထားပြီးအထီးကျန်ဆန်နေတဲ့တိုက်အိုကြီးကိုမြူနှင်းများကြားမှာလှမ်းမြင်နေရလိမ့်ပြီ။ခြံဝန်းတကားမှာအတန်အတင့်လမ်းလျှောက်ရသဖြင့်ပတ်ဝန်းကျင်ကိုတဲခွဲစွာမမြင်ရတော့လဲကြီးမားကျယ်ပြန့်သောခြံကြီးဖြစ်နိုင်ကြောင်းကိုခမောင်တို့ခန့်မှန်းမိလိုက်တယ်။ကိုအောင်သူမြို့ရင်းဘက်မှာမငားပဲမြို့ပြင်မှာဘာလို့ငားရတာလဲဗျာကိုခမောင်တို့ကမနေရဲလို့လားဒီမှာကြတော့စာကောင်းကောင်းရေးလို့ရတာပေါ့ဗျာအေးစစ်စစ်အနားယူပြီးရေးပေါ့ကျွန်တော်မနေရဲတာမဟုတ်ပါဘူးစာရေးတော့ရေးအစ်မပြေမှာစိုးလို့ပါအဲ့ဒီအတွက်မပူနဲ့ကိုခမောင်တို့ကျွန်တော်တပည့်ဇော်တက်ကိုခမားစီလွတ်ပေးထားမယ်ဒီကောင်ကအရက်တော့အသေးကြီးတောက်ဝင်မဲ့ဟင်းချက်ကောင်းတယ်လို့အားလည်းကူရတယ်ဗျအပေါ်ရှိတော့ပိုကောင်းတာပေါ့ဗျာကျွန်တော်ကဧည့်သည်မျက်နှာစိမ်ဖြစ်နေတော့မြို့ကန်ရှိနေတော့အဆဆရရအဆင်ပြေတာပေါ့ဗျာကဲဒီမဲကိုခမောင်တို့လူမနေတာတော့ကြာပြီဗျတန့်ရှည်လို့ဖို့လူလွတ်ပေးလိုက်မယ်မြို့တွေကအိမ်တွေကအနည်းဆုံး6လလောက်ငှားမှရတာခမည်းကတဲခုကမှလည်းမနေချင်ဘူးဆိုတော့ဒီအိမ်ပဲဈေးပေါ်နဲ့ငှားလိုက်ရတာပဲဗျာအဆင်ပြေရင်ပြောပေါ့ကျွန်တော်လည်းထက်ချထားပေးပါမယ်ဒါဗျထဲဝင်အောင်အိမ်တက္ကမကြီးကိုဖွင့်လိုက်ကြတဲ့ကအတွင်းမှာဖုံနှံ့များညှိဆုပ်ဆုပ်အနှံ့များကြောင့်ကိုခမောင်တို့ခြေလမ်းရက်တန့်သွားတယ်ဝင်ပါဗျကိုခမောင်တို့လေကောင်းလေတန်းရအောင်ကျွန်တော်ပတင်းပေါက်တွေလိုက်ဖွင့်လိုက်အောင်မယ်လောက်ပါဗျာကျွန်တော်အသက်ရှူကျက်လာလို့ပစ္စည်းတွေအကုန်ရှိတယ်ကိုခမောင်တို့မှုရနဲ့အဲ့ရခင်းတွေပကံခွက်ရောက်တွေကကျွန်တော်အိမ်ကနေလာပုတ်ခိုင်းတာတယ်ခဏနေရင်လာကြလိမ့်မယ်ကျွန်တော်တပည့်တွေလာရင်တန့်ရှည်ပါလုပ်ပြကြလိမ့်မယ်ကိုအောင်တို့ခြံထဲဝင်လာနေတဲ့ကဘဲကားလဲဗျဧည့်သည်တွေလားမဟုတ်ဘူးဗျကျွန်တော်လူတွေတန့်ရှည်လုပ်ဖို့နဲ့မှုရခေါင်းတွေအိုးခွက်ပကံတွေတဲလာပေးကြတာကျေးဇူးပဲကိုအောင်သူအားနာလိုက်တာဗျာဒါနဲ့ဒီအိမ်ကလူမနေတာကြာပြီနဲ့တူတယ်ဗျအားနာစရာမလိုပါဘူးဗျာမိတ်ဆွေရင်းနေပဲဟုတ်တယ်ကိုမောင်တို့အရင်ကဒီအိမ်ကြီးမှာစော်ဝါမျိုးဆက်တွေနေတော့ကြဘူးတယ်ဆွေတော်မျိုးတော်တွေဝင်လိုက်ထွက်လိုက်နဲ့အရန်စီကားတာဗျနောက်တော့ဆွေစဉ်မျိုးဆက်တွေတဖြည်းဖြည်းကွယ်လွန်တဲ့သူကကွယ်လွန်ပျောက်တဲ့သူကပျောက်နေအခုတောင်သူတို့မျိုးဆက်ရဲ့နောက်ဆုံးလက်ကျန်ဖြစ်တဲ့ဒေါ်စောလှနွယ်ဆိုတဲ့အမျိုးသမီးကြီးပဲကျန်တော့တယ်လေဟုတ်လားဘလို့တွေပျောက်သွားကြတာလဲဗျကျွန်တော်စိတ်ဝင်စားလို့အဲ့ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျသူတို့တွေကပြင်ပကလူတွေနဲ့တိတ်ပြီးအဆက်ဆက်ရိုးရိုးရှင်းရှင်းမရှိကြဘူးဗျဒါဆိုကိုအောင်သူကပျောက်ကုန်တယ်လို့ဘလို့ပြောနိုင်တာလဲလောက်ဆောင်ပါအောင်ဒီလိုဗျကိုခမောင်တို့ရသူတို့အိမ်ကစဖို့မှုလည်းဖြစ်အဝယ်တော်လည်းဖြစ်တဲ့ဦးဆိုင်ထွန်းလာကကျွန်တော်နဲ့အတော်ရင်းနေတာသူလိုအပ်တဲ့ပစ္စည်းတွေဆိုရင်ကျွန်တော်ဆိုင်ကပဲဝယ်တယ်သူလာရင်ကျွန်တော်နဲ့ကအရက်တူတောက်ဖြစ်တယ်ဗျသူပြောပြမှအဲ့ဒီအိမ်အတွင်းကြီးအချို့ကိုသိရတာလေဒါဆိုအဲ့ဒီမိသားစုမှာအရှုပ်တော်ပုံတစ်ခုတော့ရှိလိမ့်မယ်ဗျအဲ့ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျအဲ့ဒီဦးဆိုင်ထွန်းလာဆိုရလို့ရောအခုရှိသေးလားလွန်ခဲ့တဲ့6နှစ်ကျော်လောက်ကလေးကကျွန်တော်နဲ့မတွေ့ဖြစ်တော့တာအခုထိပဲဆိုပါတော့အလုတ်ထွက်ပြီးနေရက်ပဲပြန်သွားသလားစုံမဲ့သွားပြီလားမသိတော့ဘူးအခုဒီအိမ်ပါရှင်ဒေါ်စောလာတွေကရောတီးပေါ်မှာပဲလားဟုတ်တယ်ကိုခမောင်တို့နောက်နေ့ကျရင်သူနေတဲ့အိမ်ကိုလိုက်ပြပေးမယ်စိတ်ဝင်စားလို့လားနည်းနည်းတော့စိတ်ဝင်စားတယ်ဗျစာရေးဖို့ကုန်ချမ်းလေးများရမလားလို့ပါဒါတော့မဖြစ်နိုင်ဘူးဗျဘာဖြစ်လို့လဲကိုအောင်သူအဲ့ဒီဖွားကြီးကပြောဆိုတာလက်ပေါက်ကတ်တယ်သူတို့အကြောင်းဆက်စုတာမကြိုက်ဘူးအခုဒီအိမ်ကိုငှားဖို့တော့မနေ့တောင်းမှရတာဩပြောလက်စနဲ့ပြောအောင်မယ်လာကျွန်တော်နဲ့ခဏလိုက်ခဲ့သွားကြတာပေါ့ဗျာအမှတွေ့လားတော့ကလောက်နှလုံးခတ်ထားတဲ့မြေအောက်ခံဝင်တဲ့တကားလုံးဝတောင်းဖွင့်ပါနဲ့တဲ့နောက်ပြီးအပေါ်တကတော့ခတ်ထားတဲ့အိတ်ခမ်းတစ်ခုတွေ့လိမ့်မယ်အဲ့ဒီအခန်းကိုလည်းမဝင်ပါနဲ့တဲ့ကိုခမောင်တို့သုံးခွင့်ရှိတာကအောက်ထက်ကအိတ်ခမ်းနှစ်ခုရယ်ထမင်းစားခန်းရယ်ဖျားခန်းဧည့်ခန်း
အိမ်သားရေချိုးကန်းမိဖို့ဆောင်ဒါပါပဲကျန်တာကိုဘာမှမထိပါနဲ့ကိုခမောင်တူဟာဗျာအိမ်ငားတယ်လဲဆိုသေးဘာမှမထိရမကန်ရနဲ့စီကန်းချက်တွေကများလိုက်တာဗျာဒါဆိုဘာလို့ငားသေးလဲသူ့အိမ်ကိုလည်းလာကြည့်အောင်လို့ဒီလောက်ညစ်ပတ်နန်းစော်ပြီးဖုန်ထောင်းထောင်းထနေတာခမည်းမို့လို့ငားတာကျွန်တော်တော့မငားပဲပြန်အပ်ချင်နေပြီပတ်စံဆုံးရင်လည်းဆုံးမစီတော့ကိုခမောင်ထူးရဲ့မနှက်ဖန်ကြရင်မြို့တွေကိုထွက်လိလာကြည့်ဗမာမှငားလို့မရလို့တောင်းတောင်းမှန်နဲ့ငားရတာဒါတော့သူနဲ့ကျွန်တော်မိန်းမတွေကမကင်းရမကင်းကြောင်မို့ငားတာဗျအခုဒီအိမ်ငားပေးတာကျွန်တော်မိန်းမဗျခမည်းလည်းအလုတ်အားတော့အနားယူရင်စာလာရေးချင်တယ်ဆိုလို့ကမန်းကရန်စီစဉ်ရတာဗျခုမှတော့ဘယ်တက်နိုင်မှာမလဲကိုအောင်သူရဲ့နေရတော့မှာပေါ့ခဏနေရင်တန့်ရှင်းရည်ပြီးတော့မှာပါတန့်ရှင်းတော့ပါလိမ့်မယ်အိမ်ထဲမှာသူ့နေရာနဲ့သူတန့်ရှင်းရည်လုံနေကြတဲ့ကိုအောင်သူရဲ့အလုတ်သမားများကိုကြည့်ပြီးကိုခမောင်သူအားနာစွာဖြင့်ပြောလက်စာစကားကိုရက်လိုက်လေတယ်ဟောလာပါပြီဗျာအဲ့ဒါခမည်းအတွက်အလွန်အသုံးဝင်မဲ့ဇော်တက်ပဲကိုခမောင်သူချောင်းဝင်းတဲ့သူဆိုင်ငယ်ဖြစ်ဝင်လာတဲ့ဂျာကင်အနက်ရောင်ဝတ်ထားတဲ့အသက်30အရွယ်လူလက်ပိုင်းတယောက်ကိုလက်ညှိုးထိုးရင်းကိုအောင်သူကပြောလိုက်တယ်လာဇော်တက်မင်းကိုမိတ်ဆက်ပေးစရာရှိတယ်နောက်ကြလာကြည့်လားခေါဟုတ်ကဲ့အားစီနောက်ကြဆိုစားစရာတွေနဲ့ဒါဝင်ဝယ်ရသေးတယ်လေကိုဇော်တက်ကလမ်းမကိုထောင်းပြီးပါဇက်နာတိတ်ပြလိုက်တယ်မင်းလည်းအဲ့ဒါမပိုင်စားမွေအိမ်ပြော်တော့ဘူးလားကွာချမ်းတယ်လေအားစီရဲ့ဧည့်သည်လည်းဒါလေးချမလားဆိုပြီးဝဲလာတာမင်းနဲ့တော့အဖော်ရမှာပါသူကလည်းဒါဆိုတိတ်ကြိုက်တာမဟုတ်လားကိုခမောင်တို့အဖော်ရတာပေါ့ကိုအောင်သူရေအမီးကောင်းကောင်းလေးနဲ့တီဘောကအေးတံကိုဒါနဲ့နှွေးအောင်လုပ်ရမှာပါကျွန်တော်မှလည်း၄ပလင်းလောက်ပါလာတယ်ဗျခမရတို့နှစ်ယောက်ကတော့ဟုတ်နေရောဇော်သက်သူကကိုခမောင်ထူးရန်ကုန်ကအနားယူရင်စလာရေးတာဟာဒါဆိုဆရာကစာရေးဆရာပေါ့အမေတော့မကြီးသေးပါဘူးကိုဇော်သက်ဝါသနာအရစာရေးတာပါကျွန်တော်လည်းစာဖတ်တာဝါနာပါတယ်ဗျကျွန်တော်ကိုအာစိခေါ်တယ်လို့ဇော်သက်ပဲခေါ်ပါဗျာကိုဇော်သက်ခမည်းကဒီဘောမှာနေပြီးစကားမွဲပါလားဘာလို့မျိုးလဲကျွန်တော်ကဗမာပါပဲပန်းတနော်ဇာတိပါအာစရိစီမှာအလောက်လာလောက်နေတာ10နှစ်ကျော်ပါပြီဩကိုအောင်သူကပန်းတနော်သားချင်းပြန်ဆောက်ရှောက်တာပေါ့ကောင်းပါတယ်ဗျာဆောက်ရှောက်ဆိုဇော်တက်ကကျွန်တော်နဲ့ဆွေမကင်းမျိုးမကင်းလေကိုခမောင်သူဟာကောင်းတာပေါ့ဗျာဆရာနဲ့အာစီဟိုမှာတန့်ရှည်ပြီးကြပြီနဲ့တူတယ်ဆရာတို့စာဖို့ကျွန်တော်ချက်ပြုတ်လိုက်အောင်မယ်အေးဟုတ်တယ်တန့်ရှည်လောက်တာပြီးသွားပြီကွာချက်စရာရှိတာသွားချက်တော့အိုးတွေခွက်တွေရောက်နေပြီလာကိုခမောင်တို့အိမ်ထဲဝင်အောင်ခမည်းအတွက်အိပ်ရလိုက်ပြပေးမယ်အိမ်ထဲသို့နှစ်ယောက်သာဝင်လိုက်တာနဲ့ရောက်ခါစားလို့မဟုတ်တော့ပဲတအိမ်လုံးတသက်ရရဖြစ်တန့်ရှည်နေတာကိုတွေ့လိုက်ရသဖြင့်ကိုခမောင်တို့စိတ်ထဲကျဉ်းနဲ့သွားမိတယ်ဘီဒိုမှန်တင်ကုန်များကရှစ်လက်ရဖြစ်ပြီးကျွန်းသားစစ်စစ်ဖြစ်ပြုတ်လုပ်ထားသဖြင့်တောက်ပြောင်နေတယ်ကထောင်ရုပ်ဖြစ်အလှဆင်ထားတဲ့ခရင်ကယခုတိုင်တစ်လွင်တောက်ပနေစေအယောင်ဖိတ်ဖိတ်တောက်နေတဲ့ကျွန်းလေကားကြီးနဲ့အခိုင်အမာလှုပ်ထားတဲ့ကျွန်းသားပရင်းပေါက်များကိုကြည့်ကတစ်ချိန်ကယခုအိမ်ကြီးထဲမှာချမ်းသာကြွယ်ဝသောစော်ဘွားမျိုးဆက်များနေထိုင်သွားကြောင်းကိုသိတာလှပေတယ်တချို့အသုံးဆောင်ပစ္စည်းများရဲ့လက်ရများကရှေးဆန်လာပြီးထီးဟန်နန်းဟန်မူဝင်ပြတ်ပဲဘဟုရုပ်လုံးများကကြွတက်နေစေပင်ကဲကိုခမောင်တို့ရေခမည်းလည်းပင်ပန်းလာပြီစားတော့ပြီးအနားယူလိုက်ပါအောင်ခမည်းလိုအပ်တဲ့နေရာသွားဖို့ဆိုင်ကယ်တစ်စီးလာပို့ပေးမယ်ကျွန်တော်ကိုလိုအပ်ရင်ဇော်တက်နဲ့ခေါ်ခိုင်းလိုက်ပါကျွန်တော်နေ့တိုင်းလာရင်ခမည်းစာရေးတာအနှောက်အယှက်ဖြစ်မှာဆိုလို့ကျွန်တော်ပြန်လိုက်အောင်မယ်ဟုတ်ကဲ့ကိုအောင်သူကျွန်တော်ကိုအခုလိုဂရုတစိုက်စီစဉ်ပေးတဲ့အတွက်ကျေးဇူးပါဗျာရပါတယ်ကိုခမောင်တို့ရေကျေးဇူးတင်စရာမလိုပါဘူးမနှက်ပြန်မနဲ့ကျွန်တော်လာခေါ်မယ်မြို့တယ်လိုက်ဖို့ပြီးရင်ဒေတာအစားအစာတွေမြည်ကြည့်ပေါ့ဗျာနော်ဟုတ်ကဲ့ပါဗျာဇော်တိုက်ဟေးဇော်တိုက်ရအားစီကျွန်တော်မီးဝတ်ရရောက်နေလို့မင်းအတွက်အဲ့ရကကိုခမောင်ထူးနဲ့ဘေးချင်းကက်ရအခန်းပါနော်မင်းဆရာကိုအသေးချာပြုစုလိုက်အောင်ဟုတ်ကဲ့အားစီရေမပြုစုမှာတော့မပူနဲ့စိတ်ချ
ီးပန်းလာတာကြောင့်နေ့ခင်ထမင်းစားပြီးကလေးကကိုခမောင်တို့တယောက်အိပ်ပျော်သွားလိုက်ဒီမှာညနေဆောင်ပရင်းပေါင်းမှာတိုးဝင်လာတဲ့စောင်းလေအေးကြောင့်နိုးလာလေပရင်းပေါင်းမှာအပြင်ဘက်ကိုလှမ်းကြည့်ရင်အေးစိတ်လာတော့ကြောင့်ပရင်းပေါက်ကိုပြန်ပိတ်ကာစားတောက်ခန်းရှိရတော့ခြေဦးလှည့်လိုက်လေတယ်ဟောဆရာနိုးပြီလားဟောကိုစောသက်တကုတ်ကုတ်နဲ့ဘာတွေလုပ်နေရလဲဗျတီဘောရဲ့စောင်းလေအေးမှာအနှွေးတက်လေးပြီးဖို့လုပ်နေတာဆရာကြီးအမီးကောင်းကောင်းလေးနဲ့နှွဲလို့ရအောင်လေလောက်ဗျာကျွန်တော်လည်းချကျင်နေပြီနည်းနည်းလောက်ကစ်လိုက်မှနေသားထိုင်းတာရှိသွားမှာဗျဟုတ်တယ်ဆရာကြီးကျွန်တော်ပြင်လိုက်တော့မယ်လောက်ဗျာစကားပြောရင်အတူတူတောက်ကြရအောင်စောင်းလေအေးအေးလေးဖြင့်တောက်လိုက်ကြသည်မှာတပလင်းပင်ကုန်းကနီးလေပြီညအမောင်တို့ကအပြင်ဘက်မှာကြီးစိုးလျက်တခါတရံထပြန်သွားတဲ့ညင်းငတ်တို့ရဲ့အတန်ကတိတ်ဆိတ်နေတဲ့ညင်ရံကိုထိုးဖောက်ကထပ်ပေါ်လာလေတယ်ကိုစောသက်ရေကျွန်တော်တော့နည်းနည်းထွေးသွားပြီဗျခင်ဗျားဆက်တော့ချင်းတောက်လိုက်တော့ကျွန်တော်နားတော့မယ်ဟာဆရာတခုစားအောင်လေညစာဘာမှမစားရသေးဘူးလေတော်ပြီဗျာခင်ဗျားလှုပ်ပြီးတဲ့အမီးနဲ့တင်ဗိုက်ပြည့်နေပြီကျွန်တော်အဲ့ရပေါ်သွားလိုက်လိုက်အောင်မယ်စားပြီးတော့ပြီးတိုင်းတော့မလို့လားဆရာနေ့လေကလည်းအိတ်ထားတယ်လေမရတော့ဘူးဗျမျက်လုံးဖွင့်လို့မရတော့ဘူးဗရန်ဒီအရှင်ကတက်အမီးကလည်းဘိုက်ကားနေတော့လှဲမှဖြစ်တော့မယ်အိတ်တာတော့မအိတ်သေးပါဘူးလဲနေပြီးဈေးရမင်းစီးစိမ်ယူလိုက်အောင်မယ်ဗျာခင်ဗျားအိတ်ကန်နေရင်တကားတွေတေချာစစ်ပြီးပိတ်ခဲ့ပါအောင်စိတ်ချစရာစိတ်ချလိုရရင်ကျွန်တော်ကိုခေါ်လိုက်ဆရာဖေးကမှကျွန်တော်အိတ်မှာโอเคကိုစောသက်ဘိုင်ကိုနိုင်ဗျာကိုနိုင်ပါဆရာအခန်းအပြင်ဘက်မှကြားလိုက်ရတဲ့အတန်ကြောင့်ကိုခမောင်ထူးရုတ်တရက်လန့်လို့လာတယ်လက်ပတ်နာရီမှအနုမြူအယောင်လင်းနေတဲ့လက်တံများကည12နာရီကိုညွန်ပြနေလေတယ်အပြင်ဘက်ကကိုစောသက်လာဗျမအိပ်သေးဘူးလား12နာရီတောင်ထိုးနေပြီကိုခမောင်ထူးမေးလိုက်တော့လေအပြင်ဘက်ကပြန်မပြေသဖြင့်ခေါင်းရင်မှလက်လိုက်တက်မိကိုယူကာအခန်းအပြင်ထွက်လာလိုက်တယ်နေရာအနှံ့ကိုလက်နှိပ်တပ်ပင်ဖြင့်ထိုးရှာတော့လဲမြည်သည့်အရေးရောင်များပဲမတွေ့ခြေတန်းနဲ့တကားဖွင့်လိုက်တဲ့အတန်ကိုကြားလိုက်ရတော့လဲဘာအရေးရောင်မှပဲမတွေ့တဲ့အပြင်တကားများကပိတ်လျက်အနေထားပဲရှိနေလေတယ်ကိုစောသက်အခန်းမှာဟောက်တန်တဲ့တဲ့ပင်ကြားနေရသဖြင့်ကိုစောသက်လည်းမဖြစ်နိုင်အောက်ဖက်နေရာအနှံ့အားစိတ်တိုင်းကြစစ်ဆေးပြီးတာနဲ့အခန်းထဲသို့ပြောင်းဝင်ရန်ပြင်လိုက်စဉ်ကိုခမောင်တို့ရဲ့မျက်စိရှိမှာပဲအခန်းတကာစောက်ပိတ်သွားသဖြင့်တကူလုံးတုန်တက်သွားမတက်ဖြစ်သွားလိမ့်တယ်ကိုစောသက်အခန်းမှာအခန်းတကာဖွင့်တဲ့သူကိုစောသက်အခန်းအပြင်သို့ထွက်လာတာကိုတွေ့လိုက်ရတယ်ဆရာဘာတန်လဲဗျဘာဖြစ်တာလဲကျွန်တော်လည်းမသိဘူးဗျကိုစောသက်ကျွန်တော်အိတ်နေတော့အပြင်ကခြေတံနဲ့တကားဖွင့်တန်ကြားလို့ကိုစောသက်ထင်တာနဲ့လှမ်းမေးကြည့်တာပြန်ထူးတာမကြားလို့ထွက်လာတာဗျဘာမှမတွေ့လို့အခန်းထဲဝင်မယ်လို့တော့သူ့အလိုလိုခန်းတကာပိတ်သွားတာကိုစောသက်ထူးတော့ထူးဆန်းနေပြီဆရာလေလည်းမတိုက်ပဲနဲ့ဟုတ်တယ်ဗျာပြန်ကြအောင်တခိုးတော့မဟုတ်ရင်ပြီးတာပဲဗျာဟုတ်တယ်ဆရာပြန်ကြတာပေါ့ဆရာကြောက်တယ်လားကြောက်တော့မကြောက်တတ်ပါဘူးကိုစောသက်ကကြောက်တယ်လို့လားကျွန်တော်ကလုံးဝမကြောက်တတ်တာဆရာကြီးဆရာကြောက်ရင်အဖော်လုပ်ပြီးမလို့ပါရတယ်ကိုစောသက်မနေ့ကျရင်ကိုအောင်သူလက်ခေါ်မှာဆိုတော့စက်အိတ်လိုက်ကြတာပေါ့ဆောင်းကိုတယောက်ယောက်ဆွဲချလိုက်တယ်လို့ခံစားလိုက်ရတာကြောင့်ကိုခမောင်ထူးအဲ့နေရာမှာခေါင်းထောင်ထားကြည့်လိုက်တယ်ကိုပေါ်မှာခြုံထားတဲ့ဆောင်းကခြေရင်းမှနေတရွရွအောက်သို့ရှော့ချနေတယ်ဓာတ်မီကိုအလင်းမြန်ယူကဖွင့်တော့လဲမီးကပွင့်မလာဘူးဓာတ်မီကိုအသေးချာခောက်ပြီးခလုတ်ကိုနှိပ်တော့လဲထူးမချနာအဲ့ရမှာစံတော်ဝါထကဆောင်းကိုဆွဲယူလိုက်တယ်ဆောင်းကိုဆွဲယူပေမဲ့တခုခုနဲ့ညှိနေတဲ့ကဲ့သို့ဆွဲသမျှမပါပဲတင်းခံနေလေတယ်စိတ်တူတူဖြင့်ဆောင်းကိုအားနဲ့စောက်ဆွဲလိုက်ရအလိုက်တင်ပါလာပြီးအရှိန်ဖြင့်နောက်ပြန်လဲကျလေတော့တယ်
ကိုခမောင်တို့လဲကျသွားတာနဲ့တပြိုင်နက်အခန်းတကားကိုလူတစ်ယောက်ဆွဲဖွင့်ပြီးပြန်ပိတ်သွားတဲ့ကဲ့သို့ဖြစ်သွားသည်ကိုအမောင်ထဲမှာလှမ်းမြင်လိုက်ရလေတယ်လေကားအတိုင်းပြည့်တက်သွားတဲ့အတန်ကိုကြားလိုက်ရသဖြင့်ဂရင်ပေါ်မှဓာတ်မီကိုအမြန်ယူကဖွင့်လိုက်တယ်အားကောင်းလာတဲ့လေးတော့တို့ဓာတ်မီအလင်းရောင်ကအမောင်တို့ကိုထိုးပေါက်သွားတာကိုမြင်လိုက်တာနဲ့ကိုခမောင်တို့တယောက်အံ့အားသင့်သွားမိလေတယ်ဟမ်ခုနကဓာတ်မီဖွင့်တော့မပွင့်ဘူးခုကြောင့်ဘာလို့ပွင့်သွားရတာလဲထူတော့ထူစားနေပြီတကားချက်ကလည်းအိတ်ခမ်းကြီးအသေးချာချထားတာပဲဘလို့ဖြစ်လို့ပွင့်သွားရတာလဲအိမ်ထဲမှာတယောက်ယောက်များရှိနေလားအပြင်သို့မထွက်တော့ပဲတကားချက်ကိုအသေးချာချကလက်မနိုင်ကိုကြည့်လိုက်တယ်မနက်4 နာရီထိုးတော့မယ်မအိပ်ပဲမိုးလင်းအထိထိုင်ရန်ဆုံးဖြတ်လိုက်ရုံမှတပါတခြားမရှိတော့ဘူးအရာရာတိုင်းကပဂရီအသွင်တိတ်ဆိတ်သွားကြလိမ့်ပြီကိုစောတက်ရဲ့ဟောက်တံကိုပင်အတိုင်းသာကြားနေရလေတယ်ညကလေးကကောင်းကောင်းအိပ်မရတဲ့ဖြစ်မျက်လုံးများကကျဉ်းဆက်နေလေပြီပတင်းပေါက်ကိုဖွင့်ပြီးအပြင်ဘက်ကိုလှမ်းမြော်ကြည့်မိတယ်အလင်းရောင်တက်တဲ့စောင်းမနက်ခင်းရဲ့မြူးနှင်းများကြားမှာကျင်းငတ်တာရကာတို့ရဲ့အစာရှာထွက်ရန်အတွက်မြူတူအော်ဟက်တန်တို့ဖြစ်ကြည်နူးစရာပါပဲအေးမြတဲ့စောင်းလေးကိုအားရပါရရှူရှိုက်လိုက်ပြီးရင်ထဲမှာလေဘူးများကိုအပြင်သို့ဖြင်းချင်းစွာမှုတ်ထုတ်လိုက်ရာအခိုးငွေများဖြစ်ထွက်လာပြီးလေထဲမှာပင်တခဏချင်းပျောက်ကွယ်သွားကြလေတော့တယ်ညနာသိရန်နောက်ဖေးသို့ထွက်လာရင်ကိုစောသက်အခန်းတကာဖွင့်လိုက်တာကိုတွေးလိုက်တော့ကြောင့်ကိုစောသက်ကိုလှမ်းပြောလိုက်တယ်နိုးပြီလားကိုစောသက်နိုးပြီစရာကြီးမနေ့ကကောင်းကောင်းအိပ်ရရလားဘယ်ကလာဗျာတညလုံးအိပ်မရလို့ငုတ်တော့ကိုထိုင်နေတာဘာလို့ဆက်ဖြစ်လဲဆရာကျွန်တော်အရင်အိပ်ပျော်သွားတယ်အပြင်မှာမနှက်စာစားရင်ပြောပြမယ်ဗျာကိုအောင်သူလာခေါ်တဲ့ဖြစ်မနှက်စာကိုအပြင်မှာစားရင်မနေ့ညကအဖြစ်ပြက်မှန်သမျှကိုတလုံးမကြံပြန်ပြောပြလိုက်လေတယ်ဟာကိုခမောင်တို့ကြမ်းလိုက်လားဗျကျွန်တော်အထင်ဒါကအစပဲရှိအောင်မထင်တယ်ကိုခမောင်တို့မနေရဲရင်လောလောဆယ်ကျွန်တော်အိမ်မှာလိုက်နေမလားရတယ်ကိုအောင်သူဘာလဲဘာကြောင့်အခုလိုဖြစ်နေရတာလဲဆိုတာသိကျင်နေတယ်အစင်ပြေပြောပါမယ်ဖြစ်ပါမလားအစင်ပြေမရှက်နဲ့နော်ဒါမျိုးကရှက်စရာမလိုဘူးအခက်မသိရင်အသက်ပါထွက်သွားမှာခုချိန်ကြီးတော့ဆိုဖာဆိုးခုတ်ပါဗျာလိုအပ်လို့လာအိပ်ပေးဖို့လို့ပြောပါကိုခမောင်တို့အာမနာနဲ့ဟုတ်ကဲ့ကိုအောင်သူမနက်စာစားတော့ကြပြီအိမ်ပြန်ရောက်တာနဲ့ခြံထဲကိုပတ်လှည့်ပြီးလေ့လာကြည့်မိတယ်မရှင်းမလင်းဒီမှာကြာခဲ့ပြီဖြစ်တဲ့ဖြစ်မမန်းပင်လိမ္မော်ပင်တို့ကအရိုင်းတပွဲဖြစ်နေလေပြီရှည်လျားသောခြုံနယ်ပိတ်ပေါင်းတို့ကတချံလုံးလိုပြည့်နှက်ဖုံးအုပ်လျက်ရှိနေတယ်ဆရာလက်ဖက်ကြံတောက်ပါအောင်ကောင်းတယ်ဗျာလက်ဖက်ချောက်လေးကမှုေးနေတာပဲဆရာစာမယူလားရေးတော့ရေးခြင်းတယ်ဗျအိမ်ထဲကိုလေ့လာခြင်းတို့ဒါဆိုလာဗျာကျွန်တော်တို့နှစ်ယောက်လေ့လာကြည့်ရအောင်ကောင်းတာပဲကိုစောသက်ကိုခမောင်တို့နဲ့ကိုစောသက်တို့နှစ်ယောက်သာသတိအနေထားဖြင့်အိမ်မော်တဲ့သို့လေကားတဲ့အတိုင်းတလန့်ချင်းတက်သွားကြတယ်မနေ့ကမှတန့်ရှည်လှုပ်ထားတဲ့ဖြင့်အပေါ်ထက်တစ်ထက်လုံးဖုံတစ်စမ်းမှမရှိအောင်တန့်ရှင်းနေတယ်ဆရာဗျာကိုစောသက်အပေါ်ထက်လည်းရှင်းနေတာပဲဗျအခန်းတွေလည်းအကုန်ကုန်ပြီစာကြည့်ကန်ဘေးကတောက်ခတ်ထားတဲ့အခန်းရဲ့အောက်ထက်ကမြေအောက်ခန်းရဲ့ပဲကျန်တော့တယ်တောက်ဖြတ်ပြီးဝင်ကြည့်ကြမလားဟာဒါတော့မလုံးနဲ့ဗျအိမ်ရှင်ကအဲ့ဒီနေရာတွေကိုမသွားရဘူးပြောထားတယ်အဲ့ဒါဆိုလေဒီနေ့ညစောက်ကြည့်ကြတာပေါ့ဆရာအကောင်းဆုံးပဲကိုစောသက်ကြီးဘာဆက်ဖြစ်မလဲဆိုတာစောက်ကြည့်ကြတာပေါ့ဗျာဒါဆိုကျွန်တော်နေ့လည်စာတော့ချက်လိုက်အောင်မယ်ကောင်းတယ်ဗျာခမရလဲမနှက်စာညစာကိုခွဲချက်နေရတော့ပင်မန်းပါတယ်တခါတည်းပေါင်းချက်လိုက်ဗျာဆရာစားနိုင်လို့လားပူပူနွေ့နွေ့စားရအောင်လို့ပါရပါတယ်ဗျာညနေချာမှနှွေးစားကြတာပေါ့ဆရာအဆင်ပြေရင်ပြီးရပဲဆရာဒါဆိုကျွန်တော်သွားချက်လိုက်အောင်မယ်ကျွန်တော်လည်းရင်းနှီးချမ်းလေးတောက်ပြီးစာရေးဖို့လုပ်လိုက်အောင်မယ်ဗျာကိုခမောင်တို့ရေးလက်စစမှုကိုပြန်စစ်ပြီးတာနဲ့ကြောတစ်ချက်ဆန်းလိုက်တယ်
ညနေဆောင်ကလေးကအလင်းရောင်ပျောက်ကွယ်လူနီးပါမြူနှင်းများကအုပ်ဆိုင်လာသည်မှာလက်တကံအကွာကိုပဲမမြင်ရသည့်အထိပဲဆရာကြီးဆွဲကြတော့မလားဆွဲကြမယ်ဗျာတနေ့လုံးစာရေးနေရတာညောင်းနေပြီဗျဒါဆိုပြင်လိုက်တော့မယ်ဗျာအမီးကဘာလဲဗျဂျူးမြစ်တော့နဲ့အမဲချဖို့ဆရာကြီးဟာရှယ်ပဲဗျာရာသီဥတုအေးအေးနဲ့စကားပြောလိုက်တောက်လိုက်ဖြစ်အတော်အဆင်ပြေလာပါတယ်ဟေးကုစောသက်ဗျာဆရာမီးဖို့ချောင်းကစပွဲပေါ်ကပကံကိုကြည်စမ်းဇက်လန်တော့စပြီဗျအိမ်ရှိဧကန်မှာထိုင်တော့ကြရင်ကိုခမောင်တို့ကမီးဖို့ချောင်းဘက်သို့မျက်နှာမူထားရမှာတွေးလိုက်ရတဲ့အခြေအနေကိုကုစောသက်အားအတန်တူတူဖြစ်လှမ်းပြောလိုက်တယ်ကိုခမောင်တို့ပြောတဲ့မီးဖို့ချောင်းတို့ကိုတပတ်လှည့်ရင်ကြည့်လိုက်ရဟာရှာအဲ့ဒါအမဲချဖို့ပကံဗျထမင်းနဲ့စားဖို့ကျွန်တော်ဖယ်ထားတာဘလို့ဖြစ်လို့ရွေ့နေရတာလဲကျွန်တော်သွားကြည့်လိုက်အောင်မယ်ခဏစောင့်ကြည့်ပါလားကိုစောသက်ဘာဆက်လုပ်မလဲသိရတာပေါ့စောင့်မနေတော့ဘူးဗျာကျွန်တော်ကတုံးစုတိုက်ကြားစုကြိုက်ပဲတတိတော့ထားဗျကျွန်တော်တို့အခုကြုံနေရတာကလူမဟုတ်ဘူးဗျပရလောကသားဘာပဲဖြစ်ဗျာကျွန်တော်သွားလိုက်အောင်မယ်ကိုစောသက်ကပြောပြောဆိုဆိုခြေလမ်းကျဲကြီးများဖြင့်ဘီးဘိုကြောင်ထဲသို့ဝင်သွားလေတော့တယ်အေးဘေးတွေငါ့ကိုဘာကောင်ထိတ်နေလဲဘာကောင်ဖြစ်ဖြစ်တောက်ခိမဆိုင်ဘူး6လမ်းဖို့တော့မစင်စားနဲ့မင်းတို့ဒါပဲတင်တယ်စားခြင်းတောင်းစားသူများပစ္စည်းကိုခိုးမစားရဘူးကွာဟာစိတ်မချတဲ့ဖြင့်ကိုစောသက်အနောက်မှလိုက်လာတဲ့ကိုခမောင်ထူးစီမှာဟာကနေအတန်ထွက်သွားရလောက်အောင်အမဲချဖို့ပကံကကင်ပေါက်တယ်လို့မြောက်တက်သွားပြီးကျမ်းမြင်ပေါ်သို့ကြကတစားစီကွဲသွားလေတော့တယ်ကိုစောသက်နောက်ဆုတ်ဒီကောင်နည်းနည်းရတော့မဟုတ်ဘူးဗျအတော်ကျန်းနေပြီဟုတ်တယ်ဆရာတွေ့ကြသေးတာပေါ့ညကတိတ်ဆိတ်တီထက်တိတ်ဆိတ်လာလေပြီအိမ်ရှိဧကန်မှာကိုခမောင်တို့နဲ့ကိုစောသက်တို့နှစ်ယောက်သာစကားပြောပဲအခြေအနေကိုစောင့်ကြည့်နေကြတယ်ကိုခမောင်တို့ရဲ့လက်ပတ်နာရီမှာနာရီဆက်တန်တစ်ချက်ချက်ကိုကြားနေရလေတယ်ကိုစောသက်ဗျာဆရာအချိန်လဲလင့်နေပြီဘာမှမထူရင်အိတ်ကြတာပေါ့ကောင်းတယ်ဆရာကျွန်တော်တို့ကြောက်သွားပြီနဲ့တူတယ်ဗျလူကျန်းရင်နတ်မခံနိုင်ဘူးဆိုတာဟုတ်မယ်ဗျဟုတ်တော့တယ်ကျွန်တော်တကားတွေလိုက်စစ်လိုက်အောင်ပဲဗျာဆရာအဲ့ရအရင်ဝင်နဲ့โอเคဗျာတခုခုဆိုလှမ်းတာអော်လိုက်အာမနာနဲ့စိတ်မူနေဆရာကျွန်တော်ဒီလောက်သွေးမကြောင်ပါဘူးကိုခမောင်တို့အဲ့ရပေါ်မှာလှဲရင်အပြင်ကိုနားဆွင့်နေမိတယ်လက်ထက်မှာ၄တောက်ထိုတက်မိကိုကြစ်ကြစ်ပအောင်စုပ်ထားရင်ယနေ့ညဘာဆက်ဖြစ်မိကိုစောက်စားနေမိလေတယ်တိတ်ဆိတ်လုံးနဲ့ညင့်ရံမှာနာယီဆက်တံမှာအပဘာဆိုဘာမှမကြားရသေးလက်ပတ်နာယီကိုကြည့်မိတော့ည12နာရီထိုးတော့မယ်ဟာတောက်ပလို့တော့တယောက်ယောက်ဆွဲလိုက်တဲ့အတိုင်းကိုခမောင်တို့ရဲ့ကရင်ကတိတ်ခနဲ့နေအောင်ရွေ့သွားတယ်ကရင်ပေါ်မှာခုံစင်းပြီးလက်ထဲမှာဓာတ်မီကိုဖွင့်ထိုးပြီးတက်နေရတဲ့ကိုထိုးထားလိုက်တယ်ခဏကြာမှဓာတ်မီအလင်းရောက်မှမိတ်တုံဖြစ်လာပြီးလုံးဝပိတ်သွားလေတော့တယ်အေးဘေးငါ့အောင်ဖဲကောင်ကရင်ပေါ်ကဆွဲကြတာလဲကွာတစ်ဖက်အခါမှာကိုစောသက်ရဲ့អော်လိုက်တန်ကြောင့်လက်ထက်ကဓာတ်မီပင်လွတ်ကြမတက်ဖြစ်သွားတယ်ကိုစောသက်ဘာဖြစ်နေလဲဆရာလားဟုတ်တယ်ကျွန်တော်ခင်မောင်ထူးဆရာကြီးကျွန်တော်ကိုအေးရဘောကဆွဲချလို့ဗျဆရာအိပ်ပြီလားကျွန်တော်မိကနေအိပ်ပြောသွားတယ်ဟုတ်လားကျွန်တော်တော့မအိပ်သေးပဲအချင်းကြီးစောင့်ကြည့်နေတာဂရင်ကိုဆွဲသွားတယ်ဗျာဒီကောင်လေးတောင်းချမ်းနေပြီဗျတကောင်လည်းတော့မဟုတ်ဘူးဟုတ်လိမ့်မယ်ဗျခင်ဗျာပေးရွတ်တယ်လားကိုစောသက်မရွတ်တော့ဘူးဗျဆရာရောအလုံးမရဘူးဗျဒါဆိုသူချမ်းကိုချမ်းပွဲဆန်းရတော့မှာပဲဆရာကြီးကြည်လဲလို့ကိုလူကြီးသူတို့ကျွန်တော်တို့ကမြင်ရတာမဟုတ်ဘူးဗျသူတို့ကစပြီးစိန်ခေါ်လာတော့တယ်ပြန်စိန်ခေါ်ရတာပေါ့ဗျာ
ကျွန်တော်တော့နည်းနည်းလှမ်းလာပြီဗျဟာဆရာကလည်းကျွန်တော်ရှိပါတယ်ငါကိုကြွေးမယ်ဆိုအနားမှာလာကပ်ပြီးပြောနေတဲ့စကားတန်ကြောင့်ကိုစောသက်မိကနေဖြစ်သွားရမှာနိုးလာလေတယ်အမောင်ထဲမှာမျက်လုံးကိုကျင့်သားရအောင်လုပ်ပြီးကြည့်မိတော့အခန်းတကားဝမှာရက်နေတဲ့အဖြူရောင်အရေးကြီးမျက်နှာပြောင်ချောနဲ့သပင်ဖားရကိုတွေးလိုက်ရတာနဲ့အဲ့ရမှာအမြန်ထကအရေးရှိရာသို့ပြေးပြီးခြေဖြစ်ကန်လိုက်လေတယ်ဘုံကနေကုစောသက်ရဲ့ကန်ချက်ကအရေးကြီးကိုဖောက်ထွက်ပြီးတကားကိုကန်မိလိုက်လေတယ်တစ်ဖက်ကမှစူညံတန်ကြောင့်ကိုခမောင်တူနိုးလာပြီးကိုစောသက်ကိုလှမ်းမိလိုက်တယ်ကိုစောသက်ဘာဖြစ်တာလဲဗျဆရာကြီးကျွန်တော်ကိုအစာလာတောင်းနေလို့ပြေးကန်ထည့်လိုက်တာသူ့ကိုမထိပဲတကားကိုကန်မိလို့ဗျဆရာကြီးကြားလားဗျကြားတယ်မီးဖို့ကြောင်တွေကအတန်ဗျဒီကောင်တွေမီးဖို့ကြောင်တွေဝင်းမွေးနေပြီကျွန်တော်သွားကြည့်လိုက်အောင်မယ်နေခမရမသွားနဲ့ကျွန်တော်သွားလိုက်မယ်လက်ထဲကတက်မီကိုဖွင့်ပြီးကိုခမောင်ထူးနောက်ဖေးမီးဖို့ကြောင်တို့ဝင်လိုက်တယ်အမလေးဗျာကိုခမောင်ထူးရဲ့အလန့်ကြောင်អော်လိုက်တဲ့ကြောင့်ကိုစောသက်အခန်းထဲမှာပြေးထွက်ကမီးဖို့ကြောင်တို့ပြေးလာလေတယ်ဆရာဘာဖြစ်လို့လဲဆရာကိုစောသက်ရောက်သွားတဲ့အချိန်မှာကိုခမောင်ထူးတယောက်ဟင်းဟုံးများရှိရသို့လက်ညှိုးထိုးကမျက်လုံးများပြူးနေလေပြီဆရာကိုစောသက်ကကိုခမောင်ထူးရဲ့နောက်ကျောကိုလက်ဖြင့်အားကုန်လွှဲရိုက်လိုက်မှသတိရလာလေတော့တယ်ဟမ်ဆရာသတိရပြီလားဆရာကျွန်တော်စောသက်လေဟုတ်ကဲ့ဆရာခုနဘာမြင်လိုက်လို့လဲကိုစောသက်ကျွန်တော်ရေတစ်ခွက်လောက်အရင်ပေးပါလားဗျာခဏလေးဆရာကျွန်တော်ရေသွားယူလာခဲ့မယ်အဲ့ကန်စောင့်နေနော်ဟုတ်ကဲ့ဗျာကိုစောသက်ယူလာပေးတဲ့ရေကိုအငမ်းမရတောက်ပြီးခဏအနားယူလိုက်တယ်ကိုခမောင်တို့တကူလုံးဇောကျွေးများပြည့်ရွှဲနေလေပြီဆရာစကားပြောလို့ရပြီလားရရင်ပြောပြပါလားဗျာပြောပါမယ်ဗျာကျွန်တော်မီးဖို့ကြောင်နဲ့ဝင်သွားတဲ့အချိန်မှလေးဆက်ပြောပါဆရာမီးဖို့ကြောင်နဲ့ဝင်သွားတော့တရေမကရှာရှည်ကြီးထုတ်ပြီးမျက်လုံးကြီးကနေရဲပြီးပြူးနေတယ်သပင်ဖားရကြီးနဲ့ဗျနောက်တစ်ကောင်ကအကောင်ပူကြီးတယ်တကူလုံးအမွှေးတွေနဲ့နောက်ကျော်ပေးရက်နေရင်ခေါင်းကိုလှည့်ပြီးနောက်ပြန်လှည့်ကြည့်တယ်ဗျသူ့လက်ကချက်ချင်းရှည်ထွက်လာပြီးကျွန်တော်စီရောက်လာတယ်ကုစောသက်ကျွန်တော်လည်းဆရာအော်တန်ကြလို့ပြေးလာခဲ့တာကျွန်တော်တော့ဘာမှမတွေ့မိဘူးဆရာကျွန်တော်တကယ်တွေ့တာပါကုစောသက်မညာပါဘူးဗျာရုတ်တရက်မြင်တော့အတော်ကြောက်သွားတာဆရာတယောက်တည်းမအိမ်နဲ့တော့ကျွန်တော်နှစ်ယောက်အတူအဲ့ခါမှာစုရကြမယ်ကောင်းတယ်ကုစောသက်ကျွန်တော်လည်းနောက်နေပြန်တော့မယ်ဗျာဘာဖြစ်လို့လဲဆရာရဲ့သူတို့ကကြောက်လေဖျက်ကြောက်လေပဲကျွန်တော်တော့ဒီအိမ်ကြီးမှာဆက်နေပြီးအကျိုးကြောင့်သိအောင်လုပ်ချင်သေးတယ်ဖုန်ကြီးပြင်ပြီးပြေးဒီပါလေရွံ့ရင်မကောင်းလားကုစောသက်အရှင်ခွင့်ပြုချက်တော့တောင်းရမယ်နဲ့တူတယ်ဗျဘာလို့လဲကုစောသက်ဒီဘက်ဒီမှာကတရေမွေးတဲ့အလေးချင်းရှိတယ်ဗျဘာဖြစ်လို့လဲဗျတီးနံဆိုင်ခင်းနေတိတိဥလန်ချန်နေလူမနေပဲပြစ်ထားတဲ့အိမ်တွေဆိုရင်လူစိမ်းဝင်ခိုးလို့မရအောင်လုပ်ကြတယ်ဆရာဟာဒီလိုလုပ်ဆရာမနေ့ကျရင်အာစီရင်တိုင်ပင်ပြီးသူဘလို့စီစဉ်မလဲဆိုတာကြည့်အောင်ကျွန်တော်တော့ပြန်ပြေးခြင်းစိတ်ပေါက်နေပြီဗျာအနားယူလိုက်ပါအောင်ဆရာကျွန်တော်တို့အဲ့ခံမှာအတူအိတ်ကြတာပေါ့အဲ့ဒါပဲကောင်းပါလေဗျာအဲ့ခံချမ်းမြေပေါ်မှာမှုရများခင်းကနှစ်ယောက်သာရှင်ပြီးအိတ်နေကြတော့လဲတယောက်မှအိတ်မပြောဘူးမျက်လုံးများကိုဇွတ်မိတ်ထားတော့လဲနားများကစွန့်လျက်ဆရာကြားလားအိတ်နေပြီလားမအိတ်သေးဘူးဗျကျွန်တော်ကြားတယ်မြေရောက်ခန်းလာတဲ့အတန်ဗျ
ဟုတ်တယ်ကိုစောသက်မြေရောက်ခံလာတဲ့အတန်ကျွန်တော်တော့မြေရောက်ခံတော့ကိုရိုက်ချိုပြီးဝင်ကြည့်လိုက်ချင်တာဗျာမလုပ်ပါနဲ့ဗျာအိမ်ရှင်နဲ့ပြဿနာတက်နေပဲနောက်ပြီးတစ်ခုထပ်ပြင်မှာစိုးရိမ်နေဗျမပူနဲ့ဆရာကျွန်တော်ရှိပါတယ်ကိုအောင်သူနဲ့အရင်ဆုံးတိုင်ပင်ပါအောင်ဗျာဟုတ်ကဲ့ဆရာကျွန်တော်မနေ့ကျရင်တိုင်ပင်လိုက်ပါမယ်ဆရာရဲစင်းနည်းနည်းတော့တင်မလားကောင်းတယ်ဗျာမူးမူးနဲ့အိပ်ပျော်သွားရင်ဘာမှမသိတော့ဘူးပဲဗျာအဲ့ဆိုကျွန်တော်ပလင်းသွားဆက်လာခဲ့မယ်အမီးတွေရေတွေယူမလာခဲ့နဲ့တော့ဗျာဒီတိုင်းချလိုက်မယ်โอเคဆရာကိုခမောင်တို့မြင်များကြအောင်အိပ်ပျော်သွားသည်မသိနဘေးမှာကိုစောတက်ရဲ့အော်ဟိတ်လိုက်တဲ့အတန်ကြောင့်လန့်လုံးပြီးခေါင်းတောင်ကြည့်မိတယ်ဘာဖြစ်လာလဲကိုစောတက်မြေရောက်ခန်းတကားကိုထုနေလို့ဆရာကြီးကျွန်တော်တို့အသေးရနေပြီဘာမှမလုပ်ပါနဲ့ဗျာမလုပ်လို့တော့မရဘူးဆရာငင်းခံနေပူပူဆိုးလာတယ်တရေချောက်လို့မသိပဲနဲ့အေးရပြက်ပြီးတေးသွားလိမ့်မယ်ဘာသာလို့မလို့လဲကိုစောတက်အခန်းတကားကိုစောက်ကမလို့ခဏလေးဆရာကိုစောတက်ကကိုခမောင်တို့ကိုပြောပြီးတာနဲ့ခတ်တော့သွားကမြေရောက်ခန်းတကားကိုခြေဖြစ်စောက်ကန်လိုက်တယ်ကိုစောတက်ကန်လိုက်တဲ့အတန်နဲ့တူမြေရောက်ခန်းတစ်ဖက်ချမ်းမှလည်းပြန်ထုတ်လိုက်တဲ့အတန်ကိုကြားလိုက်ရတယ်မင်းတို့ကစိန်ခေါ်နေရလားမြေရောက်ခန်းမှာထွက်ပေါ်လာတဲ့အတန်နဲ့ကြီးကြောင့်ကိုခမောင်တို့ကြက်သိမ်မွေးညင်ထသွားလေတယ်မင်းတို့ကစိန်ခေါ်မှတော့ငါကလည်းပြန်စိန်ခေါ်တယ်ကွာတတိရှင်လာခဲ့ကိုစောသားဘာလို့ရှောက်ပြောနေရလဲဗျာသွားမလို့ပါနဲ့ဟာကိုစောသားအပေါ်တကဗျကိုစောသားအင်းရှိတကမာကြီးပွင့်သွားပြီခင်ဗျအသေးချာပိတ်ထားရလားအသေးချာပိတ်ထားတာဆရာဟဲ့ရောက်လေတော်တော်လို့ငါပြောနေရနော်ကိုစောသားလေကားမှာဆရာဓာတ်မီနဲ့ထိုးမြန်လို့ကိုစောသားကြီးလုံအောင်ဗျစောက်ထိုးကြီးလုံပြနေတယ်မကြောက်နဲ့ဆရာဓာတ်မီနဲ့ထိုးတာအောက်ဆင်းလာပြီဗျတရေမမင်းမလာနဲ့ငါလာပြီကိုစောသားလေကားစီတို့ပြည့်တက်လိုက်တယ်လေကားပေါ်မှာဒလိခောက်ကိုပြန်လိမ့်ကြလာတဲ့ကိုစောသက်ကိုခမောင်ထူးကပြေးထူလိုက်ရင်လေကားပေါ်သို့မောကြည့်လိုက်တယ်လေကားအလေလောက်မှာသပင်ကိုမျက်နှာပေါ်သို့ဖားလဲချထားတဲ့အဖြူရောင်ပရလောကသားကိုထင်းထင်းရှားရှားမြင်လိုက်ရတယ်အာတရေမကျွန်တော်စောက်တုံးချတယ်ဗျမြင်ထကိုစောသက်အိမ်မြင်ထွက်အောင်မကြည့်နဲ့ဦးဗျာမကြည့်နဲ့တာနောက်ထားဗျာမြင်လာဗျကိုစောသက်ကိုတွဲခေါ်ရင်ပွင့်နေတဲ့အင်ရှိတကမားကြီးစီတို့ပြေးလာခဲ့လေတယ်အမလီဗျာကိုခမောင်တို့နှစ်ယောက်သာတကမားကြီးနာအရောက်မှာတကမားကြီးကအလိုလျောက်ဆောက်ပိတ်သွားတဲ့ပြည့်ကိုခမောင်တို့လန့်ပြီးអော်လိုက်မိတယ်ဟာအတန်နဲ့ကြီးဖြစ်ရီမောလိုက်တဲ့အတန်ကြီးကထိတ်လန့်စရာကောင်းတော့အောင်ပဲဆရာကြားလားအဲ့ဒါမြေအောက်ခန်းကရီတန်ဗျကျွန်တော်တို့စိန်ခေါ်နေတာလာပါဗျာကျွန်တော်မနေရတော့ဘူးဗျဆရာသွားခြင်းသွားဗျာကျွန်တော်တို့သူတကူတူပဲမမြင်ရတဲ့နာနာဘွားတွေကိုစိတ်မခေါ်ပါနဲ့ဗျာမရောက်ဆရာအလျှော့ပေးလို့တော့မဖြစ်ဘူးမဟုတ်သေးဘူးကိုစောတဲ့သူတို့ကြည့်ရတာတရေတော့မဟုတ်တော့ဘူးဗျတပတ်တွေနဲ့တူတယ်တပတ်ဆိုရင်အသုံးဝင်တယ်ဗျရေချိုးပြီးကိုတုတ်လို့ရတယ်လာပါလေစေဟဲ့ရောက်လေငါလည်းခွေးပဲကွာအတန်ကြားရတော့ဓာတ်မီပြည့်လှမ်းထိုးကြည့်လိုက်တဲ့ခါမှာတော့ဟာကိုစောတဲ့ပြေးကြစို့ဘာလဲဆရာဘာမှလဲခမရအခန်းဝမှာကိုခမောင်တို့ဓာတ်မီပြည့်ထိုးပြထားတဲ့ကိုစောတဲ့ရဲ့အိတ်ခန်းဝမှာဇွဲကျူးချတိဆုံးနေတဲ့အမျိုးသမီးတူကိုမြင်လိုက်ရလေတယ်အဖြူရောင်ပိုးတဲ့အင်ကြီးပွင့်ရိုက်ပါတိုက်ထမိန်နဲ့အမျိုးသမီးဇက်လေကြနေတဲ့အပြင်ရှာထွက်နေတယ်မင်းတို့ဘလောက်ကြောက်ငါမကြောက်ဘူးကွာအစွမ်းရှိတဲ့တော့ထက်ကြောက်စမ်းပါကိုစောသားပေါက်ခွေရနေပြောမနေနဲ့တော့ကိုအောင်သူစီတွားကြမယ်ဗျာလာပါဗျာ
ဆရာသဘောဗျာကိုခမောင်တို့နှစ်ယောက်သာအိမ်ရှိတကမကြီးကိုဖွင့်လိုက်တော့လဲတကားကပွင့်မလာပဲတကားချက်များကတခုမှထိုးမထားဟဲ့လေငါတို့ဒီအိမ်မှာမနေစေချင်ဘူးဆိုရင်အခုတကားပွင့်ပေးစမ်းကိုစောတက်ရဲ့ဒေါသတန်ကတအိမ်လုံးလွှမ်းသွားလေတယ်ကိုစောတက်တကားပွင့်လို့မရသေးဘူးဗျာလာဆရာကျွန်တော်တို့နှစ်ယောက်ကိုနဲ့တိုက်ပြီးတော့ဖွင့်ကြမယ်လို့ဗျာဒီငါလွန့်ပြီးရောကဲစမယ်1 2 3ဟာအင်းရှိတကမာကြီးကအလိုလျောက်ပွင့်သွားလိမ့်ပြီလာကိုစောသားအမြန်လက်ကြမယ်ကိုခမောင်တို့နှစ်ယောက်အင်းရှိမှာရက်ထားတဲ့ဆိုင်ကယ်ပေါ်သို့တက်ကဆက်အမြန်နှုတ်ပြီးကိုအောင်တို့စီတို့ထွက်လာခဲ့လေတယ်ကိုစောသားတတိတာရှေ့မှာကိုခမောင်တို့ကဆိုင်ကယ်မီးအောင်ပြည့်ခြံဝါမှာပိတ်ရက်နေတဲ့အရာကိုမြင်လိုက်တာနဲ့ကိုစောသက်ကိုတတိပေးလိုက်တယ်ကျွန်တော်တွေ့ရစရာအသေးတိုက်ပြစ်မယ်မလုံးနဲ့ကိုစောသက်သူတို့မသိခင်ကျွန်တော်တို့အရင်တေးသွားလိုက်မယ်သူတို့ကကျွန်တော်တို့ကိုတေးစေချင်နေတာဗျစိတ်မူနဲ့ဆရာနောက်နေ့ညတော့ပွဲကြီးပွဲကောင်းတွေ့ကြသေးတာပေါ့တိတ်ဆိတ်တော့ညင့်လေရမှာဆိုင်ကယ်ဆက်တန်ကစူညံစွာထပ်ပေါ်နေလေတယ်ဆိုင်ကယ်မီးအောင်ရှိမှတိုးဝင်လာတဲ့ပိုးကောင်လေးများကမီးအလင်းရောင်နဲ့အတူမြူတူပျော်ပါနေကြလေတယ်ဆိုင်ကယ်နောက်ခုံမှာထိုင်လိုက်ရင်ကိုခမောင်တို့လက်မနာရီကိုကြည့်လိုက်မိတယ်နာရီလက်တံများကမနက်4 နာရီသို့ညွှန်ပြနေလေပြီဆိုင်ကယ်မောင်းနေတဲ့ကိုစောတက်ရဲ့ပခုံးပေါ်လက်တင်ထားရင်အနောက်သို့လှည့်ကြည့်ရတဲ့ဒုက္ခကလည်းမသေးလာပဲကိုစောတက်ပြားဆရာကျွန်တော်တခုသတိထားမိတယ်ဗျပြောပါဆရာဆိုင်ကယ်ကိုသတိထားမောင်းနေရင်မှကိုခမောင်တို့ပြောလာမယ့်စကားတန်ကိုကိုစောသက်နားဆွင့်နေမိတယ်ခမည်းနာနာဘဝဝိနာဘဝဆိုတာယုံသလားဗျကိုစောသက်ယုံသလားဆိုရင်ဆရာကိုရင်မေးမယ်ဆရာအခုကြုံနေရတာဘာလို့ထင်လဲနာနာဘဝတွေပေါ့ဗျာဆရာအမေမှာဖြေရပါပြီးသားပါဆရာကျွန်တော်ယုံပါတယ်ဘာကြောင့်ခမည်းမကြောက်တာလဲကိုစောသက်ကြောက်နေလဲဘာထူးမှလဲဆရာလာမဲ့ဘေးပြေးတွေ့တဲ့သဘောပေါ့ကျွန်တော်လည်းလူပဲဆရာရဲ့အားငယ်စိတ်ဆိုတာတခါတရံကိုယ့်ကိုယ်တော်6လန့်ပြီးအရေးမြင်အောင်ကြောက်နေတတ်တာပဲလေးစားပါတယ်ကိုစောသက်ဆရာကိုလည်းကျွန်တော်ကလေးစားပါတယ်ဗျာဘာဖြစ်လို့လေးစားရတာလဲကိုစောသက်ကျွန်တော်ရှက်တယ်ဗျမကြောက်ဘူးဆိုပေမဲ့အခုအရန်ကြောက်နေမိတာလေကျွန်တော်မှလေးစားလောက်เสียမရှိပါဘူးဗျာဆရာတကယ်ကြောက်နေပေမဲ့ကျွန်တော်လှေကားပေါ်ကပြုတ်ကြတဲ့အချိန်တရေဘောဆန်ပြီးကိုလွတ်မယုံပဲကျွန်တော်ကိုဆွဲထုတ်ပြီးပြေးခဲ့တာလေအဲ့ဒါတက်တိပေါ့ဆရာဟာကျွန်တော်လည်းလုံးမိလို့ရလုံးလိုက်တာဗျကျွန်တော်ပြောတဲ့စိတ်ဆိုတာအဲ့ဒါလေးဆရာစိတ်တာခွန်အားစိတ်တာတက်တိလေစိတ်ကိုမထိန်ကွနိုင်သမျှကြောက်စိတ်အားငယ်စိတ်ဆိုးရွံ့စိတ်တွေနဲ့ကိုယ်အရိပ်တောင်ကိုကြောက်နေရမှာဆရာကြီးဟုတ်ပါဗျာကိုဆရာကြီးတတိထားရှေ့မှာကုန်းစင်းနော်စိတ်ချဆရာကြီးဒီကုန်းစင်းမိမြို့တွေရောက်ပြီကျွန်တော်တော့အခဲမကြည့်သေးဘူးဆရာတပွဲတလန်ထက်ဆန်းအောင်မယ်ကျွန်တော်ထင်ထားတာမမှားဘူးဆိုရင်တော့ခတ်ထားတဲ့မြေရောက်ခံတဲ့အပေါ်ထက်ကအိတ်ခံမှာလျှို့ဝှက်ချက်ရှိနေရမယ်ဗျာကိုစောတိုက်ရဲ့ခမ ्या ကိုကြည့်ရတာတက်တိပြက်တိလည်းကောင်းမှအတွေးခေါ်ရလဲကောင်းပါဗျာကျွန်တော်လည်းခမ ्या ထင်ထားသလိုပဲဒါဆိုဆရာလက်မလျှော့နဲ့အောင်အာစီနဲ့တိုင်ပင်ပြီးတပွဲလောက်ထပ်နှွှဲလိုက်အောင်မလုပ်ပါနဲ့တော့ဗျာကိုအောင်သူကိုမနှက်ပြန်ရက်ထားလက်မှယူခိုင်းလိုက်တော့မယ်ဆရာလက်လျှော့ပေမဲ့ကျွန်တော်မလျှော့သေးဘူးဗျာအိမ်ရှင်နဲ့ကျွန်တော်တို့တွေ့ပြီးစကားပြောကြမယ်ဒါမှကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတာသိမှာဆရာကြီးမြို့ထဲဝင်လာပြီခဏနေအာစရီရင်ရောက်ပါပြီကျွန်တော်ပြောချင်တာကြံသေးတယ်ဗျာကိုစောသက်ဟုတ်ကဲ့ပြောပါဆရာကျွန်တော်တို့ကို6တဲ့အချိန်ကည12 နာရီနဲ့မနက်4 နာရီအထိပဲဆိုတာသတိထားမိလားဟမ်ဟုတ်လားဒါတော့အတော်ထူးခြားတယ်ဆရာကအဲ့လိုပြောတော့ပိုစိတ်ဝင်စားလာပြီတွေ့ကြသေးတာပေါ့ကွာအာစီပြောအာစီကွန်သူရေရေးကြည့်လို့ဗျထပါအောင်ကိုခမောင်တို့နဲ့ကိုစောတက်တို့ရဲ့အော်ဟစ်ခေါ်တဲ့ကြောင့်
ကိုအောင်သူတယောက်အဲ့ချင်းမူတူဖြစ်တကားဖွင့်ကထွက်လာလေတယ်ဟာကိုခမောင်ထိုးတော့ပါလားအစိုးကြီးဗျာဘာဖြစ်လာကြတာလဲအေးစီပြောပြမယ်ဗျာကျွန်တော်တို့ချမ်းလာပြီလာအိမ်ထဲဝင်ကြခမည်းမိမနဲ့ကလေးတွေရောကိုအောင်သူအခန်းထဲမှာအိတ်နေကြတယ်ဗျဒီနေ့မှစင်းရင်လောက်ရင်လည်းအိမ်ရှိမှအိပ်ပျော်သွားလို့ခမည်းတို့ခေါ်တာကိုကြားတာအိမ်ခန်းထဲမှာဆိုရင်တော်တော်နဲ့ကြားမှာမဟုတ်ဘူးအထက်လာဗျအိမ်ထဲရောက်တာနဲ့ကိုအောင်သူဖြော်တိုက်တဲ့ကော်ဖီပူလေးကိုတောက်ရင်ဖြစ်ပြသမျှအလုံးစုံကိုပြောပြလိုက်ကြလေတယ်ဟာအတော်ကြမ်းပါလားဗျမနေ့ကျရင်ကျွန်တော်ကိုရထားလက်မှတ်ဝယ်ပေးပါတော့ဗျာကိုခမောင်တို့ကလည်းစိတ်တည်းမကြပါနဲ့ဒီညကျွန်တော်ပါလာအိမ်မယ်အားစီအခုဖြစ်နေတာတွေကိုအရှင်ကိုပြောပြရင်မကောင်းဘူးလားသွားပြောရင်ပြောတာပဲအဖက်တင်ပါကွာကျွန်တော်တို့အပေါ်ဓာတ်ကအခန်းနဲ့မြေအောက်ခန်းထဲမှာဘာရှိလဲသိချင်နေပြီဟဲ့တောင်းဖွင့်နေနော်အဲ့ဒီဖွားကြီးကမလွယ်ဘူးကွာအဲ့ဒီအရှင်ဖွားကြီးကအဲ့ဒီအိမ်မှာမနေပဲမြို့ပေါ်မှာဘာလို့လမ်းနေတာလဲဗျကိုအောင်သူကိုယ်တိုင်အချောက်ခံလိုက်ရလို့လားကျွန်တော်လည်းအသေးချာမသိဘူးဗျဟောကျွန်တော်မိမတော့နိုးလာပြီဘာတွေဖြစ်နေကြတာလဲကိုမနှက်စော်ကြီးလာထိုင်အောင်နှမ်းရေကိုခမောင်တို့နှစ်ယောက်ဟိုအိမ်ကြီးမှာတရေချောက်ခံရလို့တဲ့ရှင်ဟုတ်တယ်မနှမ်းရေကျွန်တော်တို့နှစ်ရက်ရှိပြီဗျကောင်းကောင်းလည်းမအေးရအောင်သွေးပြတ်မှန်တာခြောက်တာဗျခတ်ပါရောအကိုဒီနေ့ညကိုခမောင်ထူးတို့နဲ့အတူသွားလိုက်မယ်ခလေးတွေကိုအသေးချာဂရုစိုက်ထားလိုက်နော်အာစီပါတော့ပိုးစင်ပြတာပေါ့ကိုခမောင်တို့ခဏအနားယူပြီးအဲ့လိုက်ကြအောင်အဲ့ရကနိုးမှာဆက်ပြီးစီစဉ်ကြတာပေါ့နိုင်ကိုစောတန်းနဲ့ကိုခမောင်တို့အတွက်အဲ့ရပြင်ပေးလိုက်ပါကွာရတယ်အာစီကျွန်တော်မအိပ်တော့ဘူးကျွန်တော်သွားစရာလေးရှိနေလို့ဆရာအတွက်ပဲစီစဉ်ပေးလိုက်ပါညနေစောင်းတာနဲ့အေးဓာတ်ကပူလာလေပြီအခုခမောင်တို့ထမင်းစားတော့မလားနန်းထမင်းဝဲပြင်လိုက်မယ်မစားသေးဘူးမနန်းကိုစောတက်ကိုစောင့်နေတာဒီလူတစ်နေ့လုံးပြောင်းနေတာဗျနန်းရေတို့ကိုခမောင်တို့ကဇော်တက်ကိုစောင့်နေတာအကြောင်းရှိတယ်ကွာသိပါရောအကိုဟိုရင်ဘယ်ချင်းသွားကြမှာလဲဇော်တက်လာတာနဲ့သွားကြမယ်နန်းရေဆိုင်ကယ်ဟွန်းတီးတန်တဲ့အတူပစ္စည်းရများလွယ်ပြီးဆိုင်ကယ်ပေါ်မှာဆင်းလာတဲ့ကိုစောတက်ကိုမြင်လိုက်တဲ့ဖြစ်ကိုအောင်သူမလှမ်းမိလိုက်လေတယ်စောတက်နောက်ကျလာရည်လားကွာဘယ်တွေသွားနေတာလဲလိုရတဲ့ပစ္စည်းလေးတွေသွားရှာနေလို့ပါအာစရိမင်းနောက်ကျော်ကလွယ်တာဘာကြီးလဲကွာတနက်လေးအာစရိပိုက်306စစ်ရိုက်ဖယ်လေဟာကွာမင်းဘသူစီကယူလာတာလဲရှိုင်းစီကမလာတာဘာလဲနာနာဘောကတနက်နဲ့ပြည့်မှာပေါ့ယူပါကွာလိုရမယ်ရယူလာတာပါအာစရိရဲ့မင်းကိုခမောင်လူထမင်းစားသေးပဲစောင့်နေတယ်ကွာသဘောပေါက်တဲ့အာစရိဆရာဟိုရင်ရောက်မှကြစ်ကြမယ်ကိုစောတက်ရဲ့တောက်တာနဲ့ကြောက်တာကတခြားစီဖြစ်နေတော့တောက်ထားသမျှကကြောက်တာနဲ့ကုံရောဗျာမကြောက်ပါနဲ့ဆရာကျွန်တော်စီမှာပစ္စည်းစုံပါလာတယ်ဒါဆိုရင်သွားကြတော့မလားစောတက်အာစီတို့အစင်းသဖြင့်သွားကြမယ်လေအေးဒါဆိုလဲလေးကြစို့နန်းရီအကိုခမောင်ထူးတို့နဲ့လိုက်သွားလိုက်အောင်မယ်စိတ်မူနဲ့နော်ခလေးတွေကိုယူဆိုင်ဟုတ်ကဲ့ကိုညနေဆောင်ဆိုတော့လဲအမောင်ရိတ်ကတန်းနေပါပြီမြူနင်းများကြနေတဲ့ဖြစ်ဆိုင်ကယ်ကိုမီးထုံးပြီးဖြည်းဖြည်းချင်းမောင်းရတော့ကြောင့်ခရီးတိတ်မတွင်ကျယ်လာပြီရှေ့ဆုံးဆိုင်ကယ်မှာကိုစောတက်တယောက်တည်းပစ္စည်းများအပြည့်ဖြစ်ကိုအောင်သူရဲ့ဆိုင်ကယ်မှာကိုခမောင်ထူးကအနောက်မှာထိုင်လျက်ကိုခမောင်ထူးဘာမှမကြောက်နဲ့နော်ကျွန်တော်ရှိပါတယ်ဒီတိုင်းတော့ဘယ်ကြောက်မလဲဗျာကိုစောတက်ကသွားဆိုင်ခေါ်တော့ဟိုကပူဆိုးတာပေါ့ဗျာကိုကဘာမှပြန်မလုပ်နိုင်တော့လန့်တာပေါ့ကျွန်တော်မှပြေးရည်တွေပါတယ်ကိုခမောင်ထူးဘာမှမပူနဲ့ကျွန်တော်တို့အခြေအနေကိုအရှင်ဖွားကြီးသိစေချင်တယ်ဗျာဒီအတွက်မပူနဲ့ကိုခမောင်ထူးကျွန်တော်မိမကိုနှိမ့်လေခမအိတ်နေတဲ့အချိန်သွားပြောခိုင်းတာတယ်ဟမ်ဟုတ်လား तू ဘာပြောလဲဗျကျွန်တော်မိမပြောတာကိုပဲအသေးချာနားထောင်နေတယ်တဲ့ဘာမှပြန်ပြောပဲပြန်တော့လို့ပြောတယ်တဲ့ဗျဝတ်တရားမကြည့်တဲ့အင်ရှင်မလားကိုအောင်သူရဲ့ဒါမျိုးတွေကလည်းရှိတတ်ပါတယ်ဗျာကဲရောက်ပြီကိုခမောင်တို့
စကားတပြောပြောနဲ့အိမ်ကြီးရဲ့ခြံဝါသို့ရောက်နေလေပြီခြံထဲမဝင်သေးပဲရက်ထားတဲ့ကိုစောသက်ရဲ့ဆိုင်ကယ်ဘေးမှာရှင်ရက်လိုက်ပြီးတော့စောသက်ခြံထဲမဝင်ပဲဘာကြည့်နေရလဲကိုစောသက်ကဘာမှပြန်ဖြေပဲအင်ကြီးစီတို့သာစူးစူးဆိုင်ကြည့်နေလေတယ်စောသက်ငါမေးနေတယ်လေဘာဖြစ်လို့ခြံထဲမဝင်သေးရလဲအာစီခြံထဲကိုကြည့်လိုက်စောသက်ပြောတဲ့အတိုင်းကိုအောင်သူနဲ့ကိုခမောင်ထူးတို့ဗျိုင်းတူကြည့်လိုက်မိကြတယ်ဆိုင်ငယ်နှစ်စီးရဲ့ရှေ့မီအောင်ကမြူနှင်းများကိုထိုးဖောက်ပြီးတော့ခြံအတွင်းသို့အလန်းအတော်ကွာသည့်အထိမြင်ရလေတယ်စောသက်ငါတော့ဘာမှမြင်ရဘူးကွာမင်းဘာမြင်လို့လဲခြံထဲမှာရက်နေတယ်လေခွေးမသားကကျွန်တော်တို့စောင့်နေရတယ်တူတယ်ဟုတ်တယ်ကိုအောင်သူကျွန်တော်လည်းမြင်ရတယ်အကောင်ကနေတာမဟုတ်ဘူးလှည့်ပြန်ကြစို့ဗျာကျွန်တော်တော့ဘာမှမြင်ရဘူးဗျဒီလောက်လည်းမကြောက်ကြပါနဲ့တခုတော့မှားနေပြီထင်တယ်မမှားဘူးကိုအောင်သူခမရဘယ်လိုပုံစံနဲ့တွေ့လဲမမဲကြီးဗျမျက်လုံးကြီးကပြူးပြီးနေရဲနေတာဘယ်နားမှာလဲခြံထဲကိုဝင်တဲ့လမ်းမပေါ်မှာပိတ်ပြီးရက်နေတာဗျစောသက်မလုံးနဲ့ရက်စမ်းနောက်ကျောမှာလွယ်ထားတဲ့ rifle အားရုပ်ကြီးဆွဲဖြုတ်ကလှမ်းချိန်လိုက်တဲ့ကိုစောသက်အားကိုအောင်သူမှတားလိုက်လေတယ်လက်ရနေပြီအာစိတ်တေပြီးလို့ပြလောကသားဖြစ်နေကြတာပေါ့ကွာမင်းတနတ်နဲ့ပြစ်တော့ထပ်သေးသွားမှာမဟုတ်လို့လားဘယ်တော်ပဲဖြစ်ဖြစ်မြစ်တာထားပါကွာအာဂရကြီးရင်အမုန်းတရားကပိုးပွားလာလိမ့်မယ်မင်းတနတ်ကိုပြန်သိမ်းထားလိုက်ပါငါအရင်ဆုံးခြံထဲဝင်မယ်မင်းတို့အပြန်ကနေစောင့်နေဆိုင်ငယ်မီးတွေထိုးတာအာစီကျွန်တော်စိတ်မချဘူးကျွန်တော်ပါလိုက်မယ်ဇောသက်ဟုတ်ကဲ့အာစီအခုချိန်ရစားပြီမင်းတို့အားလုံးရဲ့ခေါင်းဆောင်ကငါပဲကိုခမောင်တို့ကျွန်တော်ဘာမှမပြောရဲဘာမှမလုပ်မိပါစေနဲ့ဟုတ်ကဲ့ကိုအောင်သူဟုတ်ကဲ့အာစိโอเคရပြီငါခြံထဲကိုအရင်ဝင်မယ်အခုမင်းမြင်နေရတဲ့ပုံကိုရှိသေးလားရှိသေးတယ်အာစိခြံဝင်းထဲကိုငါခြေစပြီးချတဲ့အချိန်ကစလို့အချင်းဒီကိုချက်ချင်းအဆက်မပြတ်ပြောပေးဟုတ်ကဲ့အာစိကိုအောင်သူဆိုင်ကယ်ပေါ်မှာဆင်းကလက်အုပ်ချီလိုက်ပြီးရန်နာသုံးမအားရှစ်ခိုးကမြစ်တာပို့တာလေတော့တယ်ဤအိမ်ကိုစောက်ရှောက်ကုန်ကြတော့အိမ်ဆောင်နဲ့ဤခြံကိုစောက်ရှောက်ကုန်ကြတော့ခြံဆောင်နဲ့ဤမြေကိုစောက်ရှောက်ကုန်ကြတော့မြေဆောင်နဲ့တို့ဟာကျွန်ုပ်မှမြစ်တာပို့တာပါတယ်ကျွန်ုပ်ပြုခဲ့သမျှသောကုသိုလ်တို့ဟာအမျှပေးဝေပါကုန်၏သာသနာကိုစောက်ရှောက်ကြကုန်သောနတ်မင်းအပေါင်းတို့နှင့်တကွတောဆောင်နဲ့တောင်ဆောင်နဲ့မြေဆောင်နဲ့အာဂါသဆူရုပ်ကဆူဘုံမဆူနတ်မင်းတို့နှင့်တကွနှက်ကောင်နှက်မြအပေါင်းတို့အားလုံးဟာတိုက်နေပါတယ်ကျွန်ုပ်သည်ငယ်စဉ်ကလေးဘဝကလေးကယနေ့ထိတိုင်သူတစ်ပါးရဲ့အသက်ကိုကိုထိလက်ရောက်ဖြစ်ထိခိုက်နာကျင်စေခြင်းတပ်ဖြတ်ခဲ့ခြင်းမပြုခဲ့ပါကံ၅ပါးကိုယနေ့အထိလုံခြုံစွာထိန်းသိမ်းခဲ့ပါတယ်ဤမှန်သောတစ္ဆာစကားတို့ကြောင့်ကျွန်ုပ်နှင့်တကွကျွန်ုပ်ရဲ့မိတ်ဆွေများအားနှက်ကောင်နှက်မြတို့မှဆောက်ရှောက်တော်မူကြပါစေတည်းကဲစောသက်ငါခြံထဲကိုစဝင်ပြီဟုတ်ကဲ့အာစိကိုအောင်သူမေတ္တာတုတ်တော်ကိုတတုတ်တုတ်ရွတ်ရင်ခြံတကားကိုဖွင့်ကခြေစလှမ်းမိတာနဲ့ဆရာတတိတာဆရာစီလာနေပြီဆရာတတိတာဆရာလည်းရန်နီးနေပြီငါကွာစော်ထက်လိုက်ရကိုစော်သက်မလုံနဲ့ကိုအောင်သူဘာမှမပြောမချင်းမလုပ်ပါနဲ့တနက်ဖြစ်ထိုးချိန်လိုက်တဲ့ကိုစော်သက်အားကိုခမောင်ထုကလှမ်းတားလိုက်လေတယ်ကိုစောသက်ခမရတနက်ကိုပြန်ထိန်းထားလိုက်တော့ကျုပ်တို့ကိုကြည့်နေပြီကျွန်တော်မြင်နေဆရာစိတ်ချပါဘာမှဖြစ်เสียပါဘူးကိုအောင်သူခြံထဲမှာတယောက်တည်းဗျကျွန်တော်တို့လိုက်ဝင်မလားနေအောင်ဆရာအာစိစီကအတန်ကြားရတယ်ကျွန်တော်တို့ဝင်မယ်ပရလောကသားအပေါင်းတို့ဟာမေတ္တာရက်ခံပါတယ်မေတ္တာပို့ပါတယ်ဟာဆရာတွေ့လားတရောင်းစားတည်းကအာစိဘေးကကတ်လိုက်နေတာလာဗျာကိုစောသက်ကိုအောင်သူပြောရင်လည်းခံမယ်ဗျာစိတ်မချဘူးဆိုင်ကယ်နှစ်စီးရဲ့ဆက်တန်နဲ့အတူရှေ့မီးအောင်ရှေ့မှာအိန္ဒိကားဝါတို့ရောက်နေပြီဖြစ်တဲ့ကိုအောင်သူကိုတည်ငြိမ်အေးချမ်းစွာဖြင့်တွေ့လိုက်ရမှကိုခမောင်ထူးတို့တပ်ပြင်ချလိုက်ရလေတယ်ကိုခမောင်ထူးနဲ့စောသက်ဗျာအာစိကိုအောင်သူပြောပါခမရတို့ကိုကျွန်တော်ပြောထားတယ်လေကျွန်တော်စကားကိုနားမထောင်ဘူးလား
နားမထောင်တာမဟုတ်ပါဘူးအာစီစိတ်ပူလို့ပါဗျာကျွန်တော်ပြောတာကိုကိုခမောင်ထွန်းရောဇော်သက်ရောနားမလည်ဘူးထင်တယ်ဗျာစိတ်မရှိပါနဲ့ဗျာဇော်သက်ဗျာအာစီတကားကိုဖွင့်လိုက်တော့ဟုတ်ကဲ့ပါကိုဇော်သက်တကားကိုဖွင့်ရင်လက်လှမ်းလိုက်တာနဲ့တပြိုင်နက်အိမ်တကားမှာအလိုလျောက်ပွင့်သွားလေတယ်ဇော်သက်အထက်ကိုအရင်ဝင်ပါနဲ့ငါစကားကိုနားထောင်ပါငါမြစ်တာပို့ဝေးနေတယ်ဟုတ်ကဲ့အာစိကိုခမောင်တို့နဲ့ဇော်သက်ခုနကပုတ်ကိုရှိသေးလားမရှိတော့ဘူးဆရာသူ့ဘယ်ကိုသွားလဲဆရာခြံထဲဝင်တဲ့အချိန်မှာဆရာဘေးကနေကတ်လိုက်လာတာတွေ့တယ်မီးရောင်အောက်ကဆရာတို့ပျောက်သွားတာနဲ့စိတ်ပူလို့လိုက်လာတာဆရာအခုမတွေ့တော့ဘူးကျွန်တော်အပေါ်ကဖျားကန်းကိုခဏသွားလိုက်အောင်မယ်ကျွန်တော်မသိပဲဘာမှမလုပ်မိကြပါစေနဲ့ကိုအောင်သူဖျားကန်းရှိရာအပေါ်ထက်သို့လေကားပေါ်မှာတက်လာစင်မှာကြက်သိန်းတစ်ချက်ထသွားပြီးဘေးမှာလူတစ်ယောက်လိုက်ပါလာသူခန်းစားလိုက်ရလေတယ်ဖျားကန်းရောက်တာနဲ့ပါလာတဲ့လွယ်အိတ်ထဲမှာအဝတ်တန့်ဖြစ်ဖုံအလင်းလင်းထနေတဲ့ကြီးစင်းနုတော်ကိုရောင်တော်ဖွင့်ကအမွှေးတိုင်းဖျောင်းတိုင်တို့ဖြင့်စီမီးနဲ့သာပူဇော်လိုက်လေတယ်ဖျားစဉ်ရှေ့မှာထိုင်ကအသေးချာကြော့ပြီးတာနဲ့စိတ်ကိုတည်ငြိမ်စော်ထားပြီးတရားထိုင်နေတော့တယ်ပရင်းတကာမဖွင့်တော့လဲဖျားစဉ်ပေါ်မှာထွန်းညှိထားတဲ့ဖျောင်းတိုင်မီးမှာတဦးတယောက်ကညှိမ့်သက်နေတဲ့ကဲ့သို့မင်းညွန့်များကရမ်းခါနေကြလေတယ်ကိုစောသက်ကိုအောင်သူအပေါ်မှာဘာလုပ်နေလဲမသိဘူးဗျကျွန်တော်တို့နည်းနည်းလောက်ခိကြရအောင်ချလိုက်စရာကျွန်တော်လည်းချကျင်နေပြီလာဗျာဆွဲအောင်ညစာဘာဝယ်လာလဲဗျဆရာကြိုက်တဲ့ပဲပုတ်ထောင်းရင်နနောက်သားနှိုက်ရယူလာတယ်ဆရာကောင်းဗျာနှစ်ယောက်သားအရက်အတူတောက်နေကြတော့လဲမျက်လုံးများကကြီးကန်းတောင်မောက်စပြီနဲ့တူတယ်ဆရာကြီးဘာဖြစ်လို့လဲဗျဆရာနောက်လည်းမကြည့်နဲ့ဆရာနောက်မှာရောက်နေတယ်ဟမ်ဟုတ်လားကိုစောသက်ကိုစောသက်ကပြောပြောဆိုပြဘေးမှာချထားတဲ့တနက်ဖြစ်ထိုးချိန်လိုက်တယ်ဟာမလုပ်ပါနဲ့ကိုစောသက်ကျွန်တော်ပြစ်မိမယ်ဗျဆရာကမပြစ်ပါဘူးဆရာချိန်ုံချင်းရသေးတယ်ပျောက်သွားပြီဒီကောင်တနက်ကြောက်တယ်ဗျဟာမဖြစ်နိုင်ဘူးကိုစောသက်တနက်ကြောက်တဲ့တရေဆိုတာမကြဘူးသေးဘူးဆရာကြီးဒီကောင်မြေအောက်ခံနဲ့ဆင်းသွားတာဗျကျွန်တော်လိုက်သွားလိုက်အောင်မယ်မလုပ်ပါနဲ့ဗျာကိုစောသက်ကိုခမောင်တို့လှမ်းတားတော့လဲနောက်ကျသွားလိုက်ပြီကိုစောသက်တယောက်မြေအောက်ခံတကားရှိမှရက်ကဟဲ့ရမင်းတို့6တိုင်းကြောက်တဲ့ကောင်မဟုတ်ဘူးကွာမင်းထွက်လာမလားငါတကားရိုက်ချိုးပြီးဝင်လာရမလားလာမြေရောက်ခမ်းမှာအတန်နှက်ကြီးကြောက်ကိုခမောင်တို့သပင်မွေးများထောင်ထသွားလိမ့်တယ်လာမယ်ကွာကဲစောင့်နေပြီတော့ကိုစောတက်ကတော့ကလောက်ကိုတနက်ဖြစ်ထိုးချိန်ပြီးပြစ်မဲ့ဆဲဆဲမှာကိုစောတက်မလုပ်ပါနဲ့ဗျာကိုအောင်သူစီတွားကြရအောင်သူဘာဖြစ်နေလဲမသိဘူးအပေါ်တက်သွားတာကြာပြီဗျအာစီဖျားရှိကိုနေတာဖြစ်မယ်ဗျအာစီကတရားထိုင်ကြတယ်ဘာပဲဖြစ်ဖြစ်သူ့နောက်ကိုလိုက်တော့ကြမယ်ဗျာကိုခမောင်တို့ကကိုအောင်သူရှိရအပေါ်ထက်သို့လှေကားအတိုင်းပြေးတက်သွားစင်မှာအောင်မလေးဗျာဒလိတ်ခောက်ကိုဖြစ်ပြုတ်ကျလာတဲ့ကိုခမောင်တို့ကိုကိုစောသက်မှပြေးထုလိုက်တယ်ဘာဖြစ်လာလဲဆရာကျွန်တော်စောက်တုံးချတယ်ဗျလာဆရာဟိုခုမှတော့ထိုင်နေဟုတ်ကဲ့ကိုစောသက်ဟိုမှာကြည့်စမ်းကျွန်တော်တို့ဟင်းမကန်လေထဲမှာမြောက်နေတယ်ဟာဟုတ်တယ်အားစိဒါတသက်မဲ့စိတ်ဟောနေတာခွေးမသားနာပြီသားမကိုစောသက်ကကြောနောက်မှာလွယ်ထားတဲ့တနက်ကိုဖြုတ်ကထိုးချိန်လိုက်တယ်နန်ရန်စီတို့အားကုန်လွှဲပေါက်လိုက်တဲ့ဟင်းမကန်ပြားမှာတစားစီလွင့်စင်သွားလေတော့တယ်ကဲကွာရက်စံစောသက်
လေကားမှပြေးဆင်းလာတဲ့ကိုအောင်သူရဲ့အတန်ကြောင့်တနက်မောင်ကိုဖြုတ်တော့မဲ့လက်ညှိုးကိုပြန်လွှတ်လိုက်လေတယ်မင်းတို့မသိတာငါအကုန်သိလာပြီဟမ်ကိုအောင်သူဘာတွေဘယ်လိုလုပ်ပြီးသိလာလဲကျွန်တော်အာယုံပြုတ်နေတဲ့အချိန်မှာကျွန်တော်ကိုလာပြောတယ်ဗျဒီအိမ်ထဲမှာရှိနေတဲ့ပရလောကသားက9 ကောင်လောက်ရှိတယ်မြေရောက်ခံတကာကိုလုံးဝမဖွင့်မိစီနဲ့စောသားတကယ်လားကိုအောင်သူကျွန်တော်ကိုလာပြောတာဘယ်သူလို့ထင်လဲကိုခမောင်သူကျွန်တော်ဘယ်လိုလုပ်သိမိလဲကိုအောင်သူဒီအိမ်ကစဖို့မူဦးဆိုင်ထုံးလာပဲကိုခမောင်သူဗျာခင်ဗျားတို့ဒီမှာပဲခဏဆောင်နေတော်စောလာနယ်ကိုတက်ခေါ်ရမယ်ငါမှားတယ်နော်စောသားမြေရောက်ခံတကာကိုလုံးဝတောင်းမဖွင့်မိစီနဲ့မင်းတနက်ကိုချလာလိုက်အမောင်ထဲမှာလူမပြစ်မိလိမ့်မယ်ဟုတ်ကဲ့အာစီဒီအချိန်ကြီး तू လိုက်ပါမလားမလိုက်လို့မရဘူးကွာသူ့ကိုခေါ်ရမှာဘာလို့လဲအာစီနောက်မှပြောမယ်ကွာအချိန်ရှိတော့ပြီးလိုက်အောင်မယ်ဆိုင်ကယ်ကိုဆက်နှုတ်ပြီးအိမ်ထဲကိုမီးထိုးတာငါပြောသလိုလှုပ်စောတတ်ကိုခမောင်တို့မကြောက်နဲ့အားလုံးအဆင်ပြေသွားလိုက်မယ်ကျွန်တော်ပါလိုက်ခဲ့ပြရစီဗျာဒီမှာမနေရတော့လို့ကွာစောတတ်မင်းကိုခမောင်တို့ကိုစောက်ချော့ထားလိုက်ငါပြန်မလာမချင်းဘာမှမလုပ်နဲ့ဟုတ်ကဲ့အာစီကိုအောင်သူရဲ့ဆိုင်ကယ်တန်းကပျောက်ကွယ်သွားလိမ့်ပြီကိုစောတိုင်ဆိုင်ကယ်နှိုးပြီးမီးဖွင့်လာဗျာဟုတ်ကဲ့ဆရာအိမ်တက္ကမကြီးကိုဖွင့်ပြီးဆိုင်ကယ်ရှိမိထွန်းလာတာကြောင့်အိမ်အောင်ထက်တစ်ခုလုံးကလင်းထိန်နေတယ်အပြင်ဘက်မှာစောင်းလေအေးတို့ကအိမ်ထဲသို့တိုးဝင်နေတဲ့ဖြစ်အေးတံကိုခိုက်ခိုက်တုံအောင်ခံစားနေရလေတယ်ဟာတကားပြီးတော့ကိုစောတိုင်ဒုက္ခပါပဲကျွန်တော်တို့တွေးတိုးစမ်းနေပြီဆရာကြီးအပြင်ထွက်ကြရအောင်ဗျာပြပြနေနေဆဲလိုက်တဲ့ကိုစောတိုက်ရဲ့အတန်ကတအိမ်လုံးကိုဖုံးလွှမ်းသွားလေတယ်ထမင်းစားခန်းထဲမှာကလထိုင်တစ်လုံးကအလူလျောက်အဲ့ခန်းထဲသို့ရွေ့လာကနိုင်ရန်ကိုစောက်ရိုက်လိုက်တယ်အဖြူရောင်အရေးကြီးကတရွေ့ရွေ့ဖြစ်မြေရောက်ခန်းတစ်ခါကိုဖောက်ထွက်ကပျောက်ကွယ်သွားလိမ့်ပြီလှုပ်ဆောင်ကွာမင်းတို့ပညာအကုန်မေးလိုက်ကွာခွေးမသားတွေငါနဲ့တွေ့ကြသေးတာကွာဆရာကျွန်တော်ဓာတ်မီထိုးပြပေးပါကိုစောသားဘာလို့မလို့လဲမလုပ်ပါနဲ့ဗျာဆရာဓာတ်မီနဲ့ထိုးပြဓာတ်မီရောင်အောင်မှာကိုစောသားမြေရောက်ခန်းတကားသို့သွားကတော့ကလောက်ကိုတနက်ဖြစ်ချိန်ပြီးမောင်းဖြုတ်ချလိုက်လေတော့တယ်ဓာတ်သမ306ရိုင်ဖယ်ပြောင်းသွားမှမီးပွင့်တဲ့အတူကော်ထိုက်ရန်အားပောက်ကွဲတဲ့ကနားခွဲမတက်ဆူညံသွားလေတယ်ကိုစောသားကမြေရောက်ခန်းတကားကိုခြေဖြစ်စောက်ကန်ဖွင့်လိုက်လေတယ်တကားပွင့်သွားတာနဲ့မြေရောက်ခန်းထဲမှာဟားတိုက်ရီမောလိုက်တဲ့အတန်နဲ့ကြီးကကိုခမောင်တို့တကိုယ်လုံးကိုတုန်တက်သွားစီလေတယ်ကိုစောသားကလတ်ထိုင်တွေကိုလွှင့်ပြနေပြီလှုပ်ပါအောင်ဗျဆရာထိုင်ချလိုက်ကိုစောသားអော်လိုက်တဲ့ကြောင့်ကိုခမောင်တို့ထိုင်ချလိုက်လေတယ်တနတ်တန်နဲ့အတူအဖြူရောင်အရေးကြီးကကိုစောတက်စီပြေးသွားကလက်ထဲမှာတနတ်ကိုပုတ်ထုတ်လိုက်တဲ့ဖြစ်တနတ်မှာအဝေးသို့လွင့်ထွက်သွားလေတယ်ကိုစောသားရေခဲ့ပါအောင်ဗျာကိုစောသားအတန်ကြားရစီသို့လှည့်ကြည့်လိုက်ရာကိုခမောင်တို့တယောက်လေထဲသို့မြောက်တက်နေတယ်ပြီဆရာသတိထားပရင်းမောက်တကားတော့ကအလူလျောက်ပိတ်လိုက်ဖွင့်လိုက်ဖြစ်အမလေးသိပါပြီဗျာလေထဲမြောက်တက်နေတဲ့ကိုခမောင်တို့တယောက်ကျမ်းမြေပေါ်သို့ပြုတ်ကျသွားလေတယ်ကျမ်းပေါ်သို့ပြုတ်ကျသွားတာနဲ့အိတ်ခမ်းထဲသို့ဝင်ပြေးကတကားချက်ကိုချထားလိုက်တယ်အပြင်ဘက်မှာကိုစောတက်ရဲ့မဲမဲမြင်ရကိုတနက်ပြည့်ပြစ်ခတ်နေတဲ့တနက်တန်ကနားခွဲမတက်ကိုစောတက်ရဲ့ရင်ဘက်အားတယောက်ယောက်စောက်တွန်းလိုက်တယ်လို့ဖြစ်သွားပြီးပလက်လန်လဲကျသွားလေတော့လှုပ်စမ်းတတိရှင်တယောက်ချင်းချမယ်လာခဲ့ကိုစောတက်ရဲ့စိန်ခေါ်လိုက်တဲ့ကြောင့်မြေအောက်ခံတကားဝါမှာအဖြူရောင်အရေးကြီးတစ်ခုပေါ်လာပြီးမျက်လုံးနှီးကြီးများဖြင့်ကိုစောတက်ကိုစိုက်ကြည့်နေလေတယ်တနတ်မှမီးပွင့်သွားသလိုအဖြူအရေးကြီးကလည်းလေထဲမှာရွေ့လျာကကိုစောတက်အနီးသို့တိုးလာနေတယ်ပြီ
နားနှစ်ဖက်ကိုပိတ်ကမျက်လုံးအစုံမိတ်ထားရင်ဂရင်ဘေးမှာမိထိုင်နေတဲ့ကိုခမောင်ထူးရဲ့နားကိုလေပြစ်မှုတ်လိုက်တဲ့ကဲ့သို့ဖြစ်သွားတဲ့ဖြင့်မျက်လုံးကိုဖွင့်ကြည့်မိလေတယ်။အောင်မလီဗျာကိုခမောင်ထူးရဲ့အရှိတက်တဲ့မှာမျက်နှာချင်းဆိုင်လိုက်ရသည်ကအမွှေးရှည်ကြီးများဖြင့်หนีရဲနေတဲ့မျက်လုံးကြီးတစ်စုံအေးဆက်တော်လမ်းတစ်ဘက်ကကိုခမောင်ထူးရဲ့လေပင်ကိုစုပ်ကင်ထားလေတယ်။ကြကြပါအောင်ဗျာကိုခမောင်ထူးရဲ့အတန်ကအပြင်သို့ထွက်မလာပဲလေချောင်းထဲသွင်းတာပျောက်ကွယ်သွားလေတယ်။ရုတ်တရက်ဥကောင်းကိုအရှိမအနောက်သို့ပြောင်းပြန်လှည့်ကြည့်လိုက်သည်ကိုမြင်လိုက်တာနဲ့ငေးသံပေါင်းအော်ကတကားချက်ကိုဆွဲဖွင့်ကအပြင်သို့ပြေးလေတော့တယ်။အပြင်ဘက်မှာကိုစောတက်တယောက်ကျမ်းမြေပေါ်မှာတူးနဲ့တပ်ပုတ်နေတဲ့အလားလုံးထွေးထိုးကျိတ်နေလေတယ်။ကိုခမောင်တို့အိရှိတကမကြီးကိုအပြေးသွားတော့လေတကားရှိမှပိတ်ရက်နေတဲ့အမွှေးထူထူနဲ့တရဝါကြီးကြောင့်ပြေးနေတဲ့ခြေလမ်းတို့ချက်ချင်းဆိုသူတို့တုတ်ကနေရက်သွားလေတယ်။ဧကန်နဲ့ရှိကလထိုင်များကအလိုအလျောက်ရွေ့ကနိုင်ရန်များစီတို့ပြစ်ပေါက်နေတဲ့ကဲ့သို့ရှိနေကြလေတယ်။ဧကန်နဲ့ရှိစပွဲပေါ်တွင်ကခေါင်းမပါတဲ့ကိုလုံးကြီးကစောက်ကြောက်ထိုင်လျက်ကဲတော်မူကြပါဗျို့ကဲကြပါဦးဗျာသွေးပြတ်မတတ်ကြောက်ရွံ့လာတဲ့ပြည့်ကိုခမောင်တူတယောက်စီးများထွက်ကြလာကဇောကြီးများပြန့်နေလေပြီတကူလုံးတုံရင်တွေကတွေးသမျှအရာအလုံးကိုထိုင်ကြော့နေတော့တယ်ကိုဇော်တက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးလေထဲသို့မြောက်တက်သွားကနန်ရန်စီတို့ပြစ်ပေါက်ခံလိုက်ရတယ်အာကျမ်းမြေမော်တို့ပြစ်ကြတာနဲ့ခက်လန်းလန်းမှာတနက်ကိုပြေးကောက်ကမမဲမြင်အောင်ပြစ်လေတော့တယ်တနက်ပြောင်းသွားမှထွက်လာတဲ့မိပွင့်များနဲ့အတူတနက်သမားကနားကွဲလို့မတတ်ကိုခမောင်ထူးရဲ့လက်မောင်းအားအေးဆက်သောအထီးအတွေ့ဖြင့်တစုံတယောက်မှစုပ်ကန်လဲသလိုခံစားရတဲ့ဖြင့်လှည့်ကြည့်လိုက်တဲ့အခါပြောင်ချောနေတဲ့မျက်နှာကြီးဖြင့်ခက်ဝဝလူတယောက်ကိုတွေ့လိုက်ရသောကြောင့်ငေးသံပေါင်းအော်လိုက်မိလေတယ်အမလေးဗျာရုတ်တရက်အေရှိတကမကြီးပွင့်သွားကကိုခမောင်ထူးကိုဆွဲခေါ်ကအိမ်ပြင်သို့တွန်းပို့လိုက်လေတယ်အိမ်ပြင်သို့ရောက်တာနဲ့ကိုခမောင်ထူးတယောက်အိမ်ကြီးကိုကြည့်ကဟားတိုက်ရီလိုက်ငိုလိုက်လက်ညှိုးထိုးကစကားတွေပြောလိုက်ဖြစ်သွေးပြတ်နေတယ်ပြီပြေးဝင်လာတဲ့ကလထိုင်ကိုရှောင်တိန်ရန်ကိုစောတက်ကြိုးစားနေစင်မှာတစုံတယောက်မှလှမ်းပန်းလိုက်တဲ့ကဲ့သို့ကလထိုင်မှာလေထဲမှာပင်ရက်တန်သွားကကျမ်းပြင်သို့ကျသွားလေတော့တယ်အံ့ဩမှင်သက်စွာကြည့်နေတဲ့ကိုစောတက်ရဲ့လက်မောင်းဟာတယောက်ယောက်မှကိုင်းလိုက်တဲ့ကဲ့သို့ဖြစ်သွားပြီးအိမ်အပြင်ဘက်သို့ဆွဲခေါ်ကတွန်းထုတ်လိုက်တယ်ကိုစောတက်အိမ်ပြင်သို့ရောက်တာနဲ့ကိုခမောင်ထူးကိုလှမ်းကြည့်လိုက်တယ်အဝတ်စားမပါကိုလုံးထိဖြင့်မြေပြင်ပေါ်မှာလူးလိုက်ကဟားတိုက်ရီမောနေလေတယ်ဆရာသတိထားပါဦးအဝတ်စားများကိုလိုက်ကောက်ကဝစ်ပေးတော့လဲအဝတ်မခံပဲကိုစောတက်ကိုစောက်တုံးကပါဇက်မှာတွတ်ဖြင့်အတိတ်ပဲနားမလည်နိုင်တဲ့စကားများကိုပြောနေလေတယ်အိမ်ရောက်ထမှပဒင်းပေါက်ဖွင့်တာကိုကြားလိုက်ရတဲ့ဖြင့်ကိုစောတက်လှမ်းကြည့်လိုက်မိတယ်ကိုစောတက်တို့နှစ်ယောက်အားလှမ်းကြည့်နေတဲ့ခက်ဝဝလူတယောက်ကိုတွေ့လိုက်ရတဲ့ဖြင့်ကိုစောတက်အသေးချာဂယူးဆိုင်ကြည့်မိတယ်ဟမ်ဒါဦးဆိုင်တော့လာပါလားခက်လန်းလန်းမှကားဆက်တန်နဲ့မီးရောင်ကိုမြင်လိုက်ရတဲ့ဖြင့်ကိုအောင်သူတို့ရောက်လာပြီဖြစ်ကြောင်းသိလိုက်တယ်ခဏကြာမှခြံထဲသို့အရှင်ဖြစ်မောင်းဝင်လာတဲ့ကြစ်ကားတစ်စီးကအိမ်ရှိမှထိုးရက်သွားတယ်ဟာဇောသက်ဘလို့တွေဖြစ်ကုန်ကြတာလဲအာစီရေကျွန်တော်တို့အတော်ထိတာဗျဟာဟေ့ကိုခမောင်တို့ဘလို့ဖြစ်သွားတာလဲအကြောက်လုံးပြီးသွေးပြတ်သွားတဲ့ထင်တယ်အာစီအဝိဇ္ဇာတွေဝိပလီကွာမြင်မကောင်းရှုမကောင်းဒီမှာမမေကြီးဒေါ်စောလာနဲ့ပါတယ်ကွာဘလို့မှဝိပလီလို့မရဘူးဆရာမြေပေါ်မှာလူးလိုက်ပြီးတော့စကားတွေတောင်ပြောမြောက်ပြောနေဗျတနာပါတယ်ကွာမင်းတို့ဘာအမှားသွားလို့မကြသေးတယ်ကျွန်တော်တီးမခံနိုင်တော့တာနဲ့မြောက်ခန္ဓာကိုတနက်နဲ့ပြစ်ဖွင့်မိတယ်ဆရာဘာကွာမင်းကအသေးချာမှားထားပါရဲ့နဲ့ကွာ
ကားပေါ်မှာဆင်းလာတဲ့ဒေါ်စောလနယ်ကအိမ်ရှိတက္ကမကြီးအဝါတို့ပင်ရောက်နေလေပြီကားပေါ်မှာပါလာတဲ့အမျိုးသား2ယောက်မှကားကိုအိမ်မကြီးရှိသူဥတီလိုက်ပြီးကားမီးကြီးဖြစ်ထိုးပေးထားတယ်ပြီးတော့ထိုအမျိုးသား2ယောက်စလုံးကားပေါ်မှာဆင်းလာကဒေါ်စောလနယ်နောက်သို့လိုက်သွားကြတယ်စောသက်ကိုခမောင်တို့ကိုစောက်လျှောက်တာငါပါလိုက်သွားလိုက်အောင်မယ်တခုဖြစ်လို့လေချွန်လိုက်တာနဲ့တနက်ကိုကြည်ထိုးပြီးတော့မြေအောက်ခံကိုပြေးဝင်လာခဲ့ဟုတ်ကဲ့အားစိငါတို့မြေအောက်ခန်းထဲကိုဆင်းကြမယ်ဟဲ့ဒေါ်စောလနယ်ကိုယ်တိုင်ရှေ့ဆုံးမှာမြေအောက်ခန်းထဲသို့ဆင်းသွားလေတယ်အသက်အရွယ်အဖြစ်80နီးပါးရှိတော်လဲတွက်လက်တန်မာနေတော့မယ်မြေအောက်ခန်းသို့ရောက်တာနဲ့အမျိုးသား2ယောက်မှပါလာတဲ့ပတိပြစ်တွဲခွင့်ရတဲ့မိချောင်းကိုထွန်းလိုက်တဲ့ဖြစ်မြေအောက်ခန်းတစ်ခုလုံးလင်းထိန်သွားလေတော့တယ်ပေ20နီးပါးကျေဝန်းတဲ့မြေအောက်ခန်းထဲမှာရှေးဟောင်းအသုံးဆောင်များကအစီအကြီးကြောက်ဖြစ်ပြုလုပ်ထားတဲ့အခေါင်း3လုံးကရှင်လျက်ရှိနေကြတယ်ညီစုစုအနှံ့များကြောင့်ကိုအောင်သူတယောက်ပြုတ်တက်လာတဲ့ဖြစ်မနေထိန်းထားလိုက်ရလေတယ်မင်းတို့အဲ့ဒီခေါင်းတွေကိုရိုက်ခွဲလိုက်ဒေါ်စောလနယ်အမိတ်ပေးလိုက်တာနဲ့ကြောက်ကူအခေါင်းအားအမျိုးသား2ဦးမှ6ပေါင်တူးကြီးများဖြင့်စတင်ရိုက်ခွဲကြတော့တယ်မမေကြီးရှင်ကျွန်တော်တီးခွင့်ရှင်ပြောပြပေးပါလားဗျာဘာလို့ပြောပြရမှာလဲဒီကြီးနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့ကိစ္စတွေကွာမင်းနဲ့မသက်ဆိုင်တာတွေကိုဘာလို့သိကျင်တာလဲမမေကြီးပြောမပြရင်ပြောနိုင်အောင်ကျွန်တော်လုပ်ရပါတော့မယ်ဘာမင်းကဘာလုပ်မှာလဲကွာစောလာနယ်ကိုမင်းကဘာထင်နေလို့လဲကျွန်တော်ဘာမှမထင်ပါဘူးဗျာအိမ်မေးကမြေကွက်လက်မှာမြုပ်ထားတဲ့ဦးဆိုင်ထုံးလာအလောင်းကိုရောဖော်ဖို့အစီအစဉ်ရှိပါလားမမေကြီးဘာမင်းရဲ့အလုပ်မဟုတ်ပဲနဲ့ဘာလို့ဝင်ဆက်ပတ်နေတာလဲဆိုင်ထုံးလာအကြောင်းမင်းကဘယ်လောက်သိလို့လဲငါနောက်ဆုံးပြောမယ်ကိုနဲ့မဆိုင်မပတ်သက်ပါနဲ့ဟုတ်ကဲ့မမေကြီးမပြောတော့ပါဘူးဗျာကျွန်တော်အကုန်သိထားပြီးနေလို့မမေကြီးစီကသိစရာမလိုတော့ပါဘူးဘာပြောတယ်မင်းကအကုန်သိနေရအောင်မင်းကဘသူကဘာပြောလို့လဲဒီမှာမမေကြီးကအခုလောက်ထိစိတ်လှုပ်ရှားနေတာလူသိမခံနိုင်တဲ့ကိစ္စတခုရှိနေလို့ဖြစ်မယ်မင်းကမြန်ငါ့ကိုပြောရဲတယ်ဟုတ်လားကျွန်တော်ပြောတဲ့စကားကိုအာမခံရတယ်ဦးဆိုင်ထွန်းလာကိုတတ်တာဘာလို့လဲဘာဦးဆိုင်ထွန်းလာကကျွန်တော်သူရှိနေတဲ့နေရာကိုပြောပြပြီးမမေကြီးစောလာနယ်ဆိုတဲ့ကောင်မဘယ်သူမှစောက်ကြည့်မဆိုင်ဘူးဟုတ်ကောင်းလေခုချက်ချင်းလာစမ်းဒီအကောင်မှတတ်ပြီးတော့ခြံထဲမှာမြုပ်ပြက်အိမ်ရှိက2ကောင်မှတတ်3လောင်းပြန်မြုပ်ပြက်ဒေါ်စောလာနယ်ကျွန်တော်နောက်ကိုကြည့်စမ်းပါဦးကိုအောင်သူရဲ့ခေါ်လိုက်တဲ့ကြောင့်ဒေါ်စောလာနယ်လက်ကြည့်ကထိတ်လန့်သွားလိမ့်ပြီကိုအောင်သူရဲ့အနောက်မှာရက်နေတဲ့ပုဂ္ဂိုလ်ကဒေါသမှန်အပြည့်ဖြစ်မျက်လုံးများကဆူးရှနေရဲကစူးစူးဆိုင်ကြည့်နေလေတယ်ဟဲဆိုင်းထုံးလားဒီထက်ပူကြောက်စရာကောင်းတာကတီဘောရဲစကန်ကိုအကြောင်းကြားထားပါတယ်ဒေါ်စောလာနယ်တရောင်းစားအမျိုးရုပ်ဟဲ့ကောင်လေးတက်လာခဲ့နှစ်ပထေကိုအသေးလာသက်ဆန်းမြေလိုက်ခန်းထဲမှာပြေးထွက်ရန်ကြိုးစားနေတဲ့ကိုအောင်သူရဲ့လက်မောင်းဟာအနောက်မှာအေးဆက်တဲ့လက်စုံကဆွဲထားကတိုးညင်းသောလေတံဖြင့်ပြောလိုက်တယ်ညီလေးကိုအောင်သက်အခေါင်းတွေကိုဖွင့်ပါစေတိခတ်ပါညီလေးမီးဝင်းဝင်းတောက်မတက်ကြည့်နေတဲ့ဒေါ်စောလာနယ်ရဲ့မျက်လုံးကိုကြည့်ပြီးကိုအောင်သူပြုံးမိလေတယ်ဒေါ်စောလာနယ်အမိတ်ပေးလိုက်တဲ့အတိုင်းမြေရောက်ခံအောက်မှာကိုအောင်သူရက်နေတဲ့လေကားစီတို့ပြေးတက်လာနေတဲ့လူ2ယောက်မှာထိတ်လန့်သောအမှုရာဖြင့်ရုတ်တရက်ရက်တန့်သွားလေတယ်နင်တို့ဘာလုပ်နေရလဲဒီအကောင်တက်ပစ်လိုက်လေမဟုတ်ဘူးဗျနောက်မှာသူ့နောက်မှာငါသိတယ်ကြောက်မနေနဲ့ဒေါ်စောလာနယ်ကထပ်ပြီးအမိတ်ပေးလိုက်တဲ့ဖြင့်လေကားပေါ်သို့ပြေးတက်လာတဲ့လူ2ယောက်မှာရင်ဘတ်ကိုစောက်တုံခံလိုက်ရပြီးအောက်သို့လိမ့်ကျသွားလေတယ်
င်းတို့ကြောက်နေတာလားပြန်ထစမ်းယောက်ျားတွေမဟုတ်ဘူးလားဒေါ်စောလာနဲ့ကထပ်ပြီးအမိတ်ပေးလိုက်တဲ့ဖြစ်အောက်မှလူနှစ်ယောက်မှာကုံယုံထလာကကိုအောင်သူရှိရသူပြေးလာကြလေ.306 rifle တနက်တန်ကမြေတိုက်ခံတစ်ခုလုံးနားကွဲလို့မတတ်ကြောက်အခေါင်တစ်ခုကိုကြည်စံထိမှန်သွားတဲ့ဖြစ်ဖွာကနေလွင့်စင်ထွက်သွားတဲ့ကြောက်အစနာများကနေရအနှံ့သို့ပြန့်ကျဲသွားကြတယ်ခွေးမသားတွေနောက်ဆုပ်စမ်းလက်ခေါင်းပေါ်မြှောက်တာကိုနဲ့မဆိုင်ပဲဝင်ပါရင်မင်းတို့မရတဲ့မို့ဆိုမှဖြစ်ပြီးသားမှဆိုတဲ့ပြားစီကိုခမောင်တို့ရောဆရာကိုခမောင်တို့ကအရေးမကြီးဘူးအာစီဒီကိစ္စကိုအပြက်ရှင်မှာရတော့မှာအာစီကိုစိတ်မချလို့လိုက်လာတာဒါဆိုဒီမမေကြီးကိုတေချာချိန်တာအာစီမမေကြီးမဟုတ်ဘူးဗျအဖွားကြီးကြားလာဖွားကြီးတိတ်စကားမရှိနဲ့ကျုပ်ကတိတ်ပြီးစိတ်မရှိတတ်ဘူးခေါင်းကိုပြစ်ထည့်လိုက်လို့အုံနောက်တွေနဲမှာကတ်သွားမယ်နားလေလားတနက်ပြောင်းသွားဖြစ်ဒေါ်စောလာနယ်ရဲ့နှထင်ကိုတိတ်ပြီးဒေါ်ကြီးမိုးကြီးပြောနေတဲ့ကိုစောသက်အတန်ကြောင့်ဒေါ်စောလာနယ်တုံလုံးနေလေပြီအာစီကျွန်တော်ဒီဖွားကြီးနဲ့ဟိုနှကောင်စလုံးကိုပြစ်ထည့်လိုက်တော့မယ်ဗျာနောက်ကိစ္စနောက်မှရှင်မလုပ်ပါနဲ့စောသက်မင်းထောင်ထဲရောက်မှာပေါ့ကွာမင်းမသိသေးရရှိသေးတယ်စိတ်လည်းမှန်မှာမလုံးမိစေနဲ့ရောက်ဗျာဟိုခွေးမသားနှကောင်နိုင်ရန်ကိုမျက်နှာပေးပြီးတော့ခေါင်းပေါ်လက်တင်တာဖျားတယ်လည်းတဘွားကြီးအောက်စင်းစမ်းမစင်းရင်ဒီနေရာမှာနေပွင့်ထွက်သွားမယ်လှပပတေးချင်လားမရှုမလားတေးချင်လားဒါပဲပြောဇော်သက်မလုပ်ပါနဲ့ကွာကိုမိဘအရွယ်ကိုရိုင်းစမ်းစကားတွေမသုံးပါနဲ့ဒီမှာအစိဒီအဖွားကြီးရဲ့ကွယ်ဝတ်ထားတာတွေမသိရရင်အသိစောပြီဘာမှမထူတော့ဘူးသူ့ကိုလည်းဒီမှာပဲမြင်မြုပ်လိုက်တော့ဗျာမျက်စိမိတ်ပြပြီးခေါင်းခါပြနေတဲ့ကိုစောသက်ကိုမြင်လိုက်ရတဲ့ဖြစ်ကိုအောင်သူကသဘောပေါက်ကြောင်ခေါင်းကြီးပြလိုက်တယ်မင်းကဘသူ့ကိုရှင်းကျင်တာလဲစောသက်ဒီအဖွားကြီးအပါဝင်လူနှစ်ယောက်ကိုဒီမှာအပြတ်ရှင်းအောင်အားစိဒါဆိုလဲလှုပ်တော့ကွာအိရှိကချစ်ကားပေါ်တင်ပြီးတော့အလောင်းတွေကိုမိရှို့လိုက်စိတ်ချအားစိကဲဖွားကြီးတေးကျင်လားခမည်းပါတွေလှုပ်ခဲ့လဲဆိုတာပြောမလားငါတေးကျင်တေးသွားပလိစေနင်တို့ဘာမှမသိစရာဘူးဒေါ်စောလာနဲ့ပြောလိုက်တဲ့စကားကြောင့်ကိုစောသက်နဲ့ကိုအောင်သူတို့တယောက်မျက်နှာတယောက်ကြည့်ရင်ပြုံးလိုက်မိတယ်အဖွားကြီးကဘတော်မှမပြောဘူးဆိုတာမယိုးသားလို့ပြအားစိကျွန်တော်သူ့ကောင်ဖွင့်လိုက်တော့မယ်ဟိုခွေးမသားတွေညင်းနေဒီအဖွားကြီးပြီးရင်မင်းတို့လှည့်ပဲကိုစောသက်အော်လိုက်တဲ့ကဟိမ့်ထွက်သွားပြီးဒေါသတန်ပါနေတဲ့ဖြစ်နိုင်ရန်ကိုမျက်နှာပြူကလက်နှစ်ဖက်ခေါင်းပေါ်တင်ထားတဲ့လူနှစ်ယောက်မှာမိုးကြိုးပြက်ခံရသည်နဲ့ဆရာကျွန်တော်တို့မေမေကြီးခိုင်းသည်မြလောက်ရတာပါကျွန်တော်တို့မှအပြစ်မရှိပါဘူးမလုပ်ပါနဲ့ဆရာဒါဆိုရင်မင်းတို့ကအပြစ်မရှိဘူးဟုတ်လားဟုတ်ပါတယ်ဆရာကိုစောသက်ရဲ့အမေကိုပြန်ဖြေရင်ကြောက်တူတုံနေရလိမ့်ပြီမင်းတို့ကဘယ်စာတိလဲကျွန်တော်တို့ကလာရှိုးစာတိပါဒါဆိုရင်မင်းတို့ကငွေကြီးကြောက်လောက်ရတာပေါ့ဟုတ်လားဟုတ်ပါတယ်ဆရာဘိန်းဘိုးလေးရအောင်ပါမင်းတို့ဒီဖွားကြီးကခေါ်လာတာလားအရင်ကတည်းကအလုပ်တူလုပ်နေတာလားအရင်ကအလုပ်တူမလုပ်ပါဘူးဆရာမမေကြီးအတွက်လုပ်စရာလေးတွေရှိလို့လူတယ်ဆိုပြီးတော့ဆရာကိုအောင်တိုက်ကချက်ချင်းလာခေါ်လို့လိုက်လိုက်ရတာပါခင်ဗျာအာစီနာမည်ကအောင်တိုက်မဟုတ်ဘူးကွအောင်သူကိုအောင်သူမင်းတို့တော့ငါအသေးပြစ်တတ်မိတော့မယ်ကိုကိုအလောက်ကင်ပေးတဲ့လူကိုဟိုဘွားကြီးခိုင်းတဲ့အတိုင်းအသေးတတ်မလို့လုံနေရပေါ့မဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့မပြစ်ပါနဲ့ဆရာကိုအောင်သူကကျွန်တော်တို့ကိုမမေကြီးအတွက်အလုပ်လုပ်ပေးရင်ဘိန်းဖို့ရမယ်ဆိုလို့အချိန်မတော်ကြီးလိုက်လိုက်ရတာပါဗျာဆရာကခေါ်လာပေမဲ့ပတ်စံပေးမှာကမမေကြီးလေဒါကြောင့်မမေကြီးခိုင်းသမျှလောက်ရတာပါမင်းနေပဲဘလို့ခေါ်လဲခင်သိမ်းပါခင်ဗျာဟိုတကောင်အောင်ကြောင်းဝေးပါဆရာဒါဆိုမင်းတို့ဒီဖွားကြီးကိုတတ်လိုက်တော့ကွာသူပေးတဲ့ပတ်စံတာငါပို့ပေးမယ်ဖြစ်သမျှငါရှင်းမယ်ကဲဖွားကြီးစောသက်ခဏလေးငါကြောပြင်းထန်လာတဲ့ကိုအောင်သူရဲ့အတန်ကြောင့်အကုန်လုံးတိတ်ဆိတ်သွားသလိုဒေါ်စောလာနဲ့တယောက်
မျက်လုံးများပေကလပ်ဖြင့်ကိုအောင်သူကိုကြည့်နေလေတယ်ရပြီကဲမမေကြီးဒီအိမ်မှာဖြစ်သွားတဲ့ကိစ္စတွေကိုအမှန်တိုင်းပြောမလားမပြောရင်တော့မင်းတို့ကြိုက်တဲ့ဘိန်းထက်အစမတန်ကောင်းတဲ့အဖြူငါပေးမယ်ကဲမပြောဘူးဆိုရင်တော့မမေကြီးကိုလက်စဖျောက်ပြီအမှန်မတန်ပြောလိုက်တဲ့ကိုအောင်သူရဲ့စကားကြောင့်အကုန်လုံးအံ့ဩမှင်သက်စွာဖြင့်ငြိမ်သက်သွားကြလေတယ်ရတယ်ဆရာဒီမှာပဲလက်စဖျောက်လိုက်တော့မယ်မန်ဖီနေတဲ့ခွေးဘလူးများကဲ့သို့မြေအောက်လှေကားအတိုင်းတက်လာနေတဲ့လူနှစ်ယောက်ကိုကြည့်ကဒေါ်စောလာနယ်အဖို့အသက်ရှူမဝတော့ပဲမလောက်ကြပါနဲ့မမေကြီးပြောပြပါတော့မယ်အမှန်အတိုင်းပြောပါမမကြီးဒေါ်စောလာနယ်ရဲ့နားသူကက်ကပြောလာတဲ့အတန်ကိုကြားလိုက်ရတဲ့ဖြင့်တကူလုံးတုံခါကမျက်ရည်များကျလာလေတော့တယ်မမကြီးပြောပြပါတော့မယ်ဆိုင်းရဲ့မမကိုခွင့်လွှတ်ပါနော်ဆိုင်းမမေကြီးတို့မှာမောင်နှမ၄ယောက်ရှိပါတယ်အကြီးဆုံးအကိုကြီးနာမည်ကဆက်ခွန်ဖသူ့အောက်ကမမေကြီး၃ယောက်မြောက်ညီမလေးကချောလဲချောလှလဲလှတဲ့စောနန်းတီအငယ်ဆုံးလေးကဆက်ခွန်ထွန်းပါအငယ်ဆုံးဆက်ခွန်ထွန်းကအသက်6နှစ်အရွယ်မှာဆုံးမသွားခဲ့ပါတယ်အကူကြီးဖြစ်တဲ့ဆက်ခွန်ဖကလောင်းကစားအင်မတန်ဝါသနာကြီးပါတယ်မမေကြီးကမိဘတွေမရှိတော့တဲ့အခါဒီမောင်နှမတွေကိုအုပ်ထိန်ရတဲ့အမအကြီးဆုံးဆိုလဲဟုတ်အမေဆိုလဲဟုတ်ပေါ့ကွယ်ဆက်ခွန်ဖကအိမ်အောင်လည်းမပြုတ်တွေ့သမျှမိန်းကလေးတွေကိုခြေတော်တင်ပြီးတော့လှုပ်ချင်တယ်လို့မမေကြီးနဲ့နှိမ့်တိုင်ရန်ဖြစ်ရတယ်မမေကြီးတို့စီမှာအင်မတန်တော်တဲ့စဖုံမှုတစ်ယောက်ရှိခဲ့တယ်သူ့နာမည်ကဆိုင်းထွန်းလာတဲ့တီဘောကပါလူပုံကရုပ်ချောတဲ့အပြင်ဟင်းချက်လက်ရာကလည်းကောင်းမမေကြီးတို့အိမ်မှာနှစ်ပေါင်း20နီးပါးလောက်ခဲ့တာပေါ့မမေကြီးတို့အိမ်နဲ့ပတ်သက်တဲ့အရာမှန်သမျှကိုဘာမှစိတ်ဝင်စားတဲ့သူပါသူကစကားပြောတာဆိုတာကလည်းကောင်းတော့မမေကြီးနဲ့သူဟာအသက်အချင်းကွာခြားပေမဲ့မမေကြီးသူ့ကိုစိတ်ညွတ်မိတယ်ဒါပေမဲ့ကွယ်သူနဲ့ချစ်နေတာဟာနန်းတီတီဖြစ်နေတာကိုမမေကြီးတို့ကစော်ပါမျိုးနွယ်တွေလေမသိမလျောက်ပတ်ဘူးပြောပေမဲ့ညီမတော်ကလက်မခံခဲ့ဘူးမင်းတို့စဉ်းစားကြည့်မမေကြီးမှာသူမချစ်နိုင်စရာဆိုလို့အသက်အရွယ်ကွာခြားတာပဲရှိတယ်မမေကြီးနဲ့ဆိုင်းထွန်းလာကအသက်20လောက်ကွာတယ်တကယ်ဆိုမချစ်တင်ခဲ့ပါဘူးတရက်မှာဆက်ခွန်ဖကအနီတောင်ဝိုင်းမှာရှုံးလာလို့ပတ်စံလာတောင်းတယ်မမေကြီးကမရှိဘူးလို့ပြောလိုက်တယ်ဒါနဲ့မမေကြီးတို့ပိုင်တဲ့ဟော်ဒီအိမ်ကိုရောင်းပေးဖို့ပြောလို့မမေကြီးနဲ့အကြီးကျယ်စကားများခဲ့တယ်အရက်တွေမူးနေတဲ့ဆက်ခွန်ဖကညီမတွေစီကပတ်စံလိုက်တောင်းရင်နန်းတီတီအခန်းကိုရောက်သွားတယ်လေအဲ့ဒီမှာတယ်နန်းတီတီနဲ့ဆိုင်းထွန်းလာတို့ရဲ့မြင်မကောင်းတဲ့ပြောပြလို့မသိတဲ့အခြေအနေကစီးကြိုနေပြီလေဒေါသကြီးတဲ့ဆက်ခွန်ဖမှာဘာမှစဉ်းစားကြမရအောင်အဲ့ဒီအချိန်ဟာဘဝပြတ်တယ်လို့ပါပဲသူနောက်ဖက်ကိုဓာပြေးဝင်ယူပါတယ်မမေကြီးမှဘာမှပြောချင်မရပါဘူးဓာကင်ပြီးနန်းတီတီအိတ်ခမ်းနဲ့ပြေးဝင်သွားတဲ့ဆက်ခွန်ဖနဲ့ဆိုင်းထွန်းလာတို့အခန်းဝမှာတက်တက်တိုးကြတော့တာဗောမမေကြီးဝင်ဆွဲပေမဲ့အချိန်နှောင်းသွားပါပြီသူ့ရဲ့နေမှာခွေလဲကျသွားတဲ့ဆိုင်းထွန်းလာကအသက်ပျောက်သွားခဲ့ပြီမမေကြီးတို့လည်းဘာလို့ရမှန်းမသိတော့ဘူးအဲ့ဒါနဲ့ဆက်ခွန်ဖကခြံထဲမှာတွင်းတူးပြီးတော့သူနဲ့မမေကြီးတို့ဆိုင်းထွန်းလာအလောင်းကိုတည်မပြီးပြုတ်လိုက်ကြတယ်ဆိုင်းထွန်းလာကိုမြေမြုပ်ပြီးအိမ်ပေါ်ပြန်တက်လာတော့ညီမလေးနန်းတီတီမှာသူ့ရဲ့ခန်းထဲမှာဇွဲကြိုးချပြီးတက်တည်သွားပြီအဲ့ဒီနေ့ကမမေကြီးအတွက်ကဘာပြတ်တဲ့နေ့ပါပဲကွယ်အဲ့ဒါနဲ့နန်းတီတီရဲ့အလောင်းကိုမြေရောက်ခန်းထဲမှာထက်ဆက်ခွန်ဖရဲ့တငယ်ချင်းဘိန်းရောင်းတဲ့ဆိုင်းလက်ကိုအကူကြီးတောင်းပြီးတော့မြေရောက်ခန်းထဲမှာအုပ်ကူလုပ်ပြီးမြုပ်ထားလိုက်တယ်ဆက်ပြောပါအောင်မမေကြီးတရားရုံးမှာလည်းမမေကြီးရဲ့ထွက်ဆိုချက်ကအရေးကြီးတယ်ဗျာအခုအတိုင်းပြန်ထွက်ဆိုပေးပါကိုအောင်သူပြောလိုက်တဲ့စကားကိုဒေါ်စောလာနဲ့မျက်ရည်များကိုတုပ်ပြီးခေါင်းညှိပြလိုက်တယ်
နောက်တစ်လလောက်အကြာမှာမမေကြီးအခန်းထဲမှာတိမ့်ထားတဲ့ဘိုးစင်ပေါင်ဆက်ပိုင်ခဲ့တဲ့ဗရမ ्या ကြီးပျောက်ခြင်းမလားပျောက်သွားခဲ့တယ်မမေကြီးထိန်းသိမ်းထားတဲ့ဗရမ ्या ကြီးကမောင်နှမ၄ယောက်အပိုင်မှာမမေကြီးအရန်ခံစားခဲ့ရတယ်အဲ့ဒီနေ့ညနေဆောင်လောက်မှာအရက်တွေမူပြီးပြန်လာတဲ့စက်ခွန်ဖာကိုမေးကြည့်တော့မှလောင်းကစားလုပ်လို့ရှုံးတဲ့ငွေတွေကိုပြန်ဆက်ဖို့တရုတ်တယောက်ကိုရောင်းလိုက်တယ်လို့ပြောတယ်အဲ့ဒီအချိန်မှာမမေကြီးဘာဆိုဘာမှမမြင်တော့ဘူးလေမနက်၄နာရီလောက်မှာမမေကြီးအိတ်ခမ်းတွေကစောင်းသားကိုတွားယူလာပြီးအရက်မူပြီးအိပ်ပျော်နေတဲ့စက်ခွန်ပါကိုနောက်ဖက်ကနေလေပင်ကိုခုတ်လိုက်မိတယ်ရုတ်တရက်ပြန်ထပြီးတော့မမေကြီးကိုလက်ညှိုးထိုးနေတော့မမေကြီးလည်းအယမ်းလှန်သွားပြီးသူ့ကိုအဆက်မပြတ်ခုတ်မိတာဘယ်နဲ့ချက်မှမသိတော့ပါဘူးမမေကြီးလည်းခြေမကင်မိလက်မကင်မိဖြစ်ပြီးဆိုင်းလက်ကိုအကူကြီးတောင်းရတော့တာပေါ့ဆိုင်းလက်ကပတ်စံရရင်ဘာမစိုးလှုပ်တဲ့လူလေညဆို6လွန်တော့မမေကြီးဒီအိမ်မှာမနေရတော့တာနဲ့မြို့တွေကိုပြောင်းခဲ့ရတာဒီအိမ်ကိုငှားဖို့လည်းစိတ်ကူမရှိပါဘူးဟောဒီကကိုအောင်သူရဲ့ဇနီးနဲ့မမေကြီးကအရန်ခင်နေကြလို့အကူကြီးပေးလိုက်တာပါရှိုက်တန်တက်တက်ဖြစ်ငိုကြွေးနေတဲ့ဒေါ်စောလာနွယ်ကိုကြည့်ရင်ကိုစောတက်နဲ့ကိုအောင်သူတို့နှစ်ယောက်သာတက်ပြင်းချမိလေတယ်ဆက်ပြောပါကျွန်တော်တို့အကုန်မှတ်ထားပါတယ်လိုအပ်တာမှန်သမျှအကူအညီပေးပါမယ်ဒေါ်စောလာနွယ်အမှန်တိုင်းသာပြောပါတခုတော့ပြောမယ်ဗျာရဲစခန်းမှာရောတရားရုံးမှာပါအခုအတိုင်းထွက်ဆိုပါမယ်လို့ဂရုပေးပါဟင်မင်းတို့ကဘသူတွေလဲကျွန်တော်နာမည်ရဲအုပ်ခင်သိမ်းမှာဒေါ်စောလာနဲ့ဒီတယောက်ကဒုရဲအုပ်ကျုံးဝေးပါဗျာကိုစောသက်ခမရတနက်ကိုချလိုက်တော့ဗျာခမရတို့အားစိဟင်မင်းတို့ကဆိုင်းလက်ရဲ့တပည့်တွေမဟုတ်ဘူးလားဆိုင်းလက်ကငါးနောက်ကျော်ကိုဓာတ်နဲ့ထိုးတာပေါ့လေဆိုင်းလက်နေ့အကြောင်းတွေပါပြောမယ်အလောင်းတွေမြုပ်ပြီးတဲ့အထက်မှာဆိုင်းလက်လည်းပါတယ်ရေးကိုကြောင့်ဝေးပြောပါစကားမူဆိုင်းလက်ကိုမလွတ်စင်နေတော့အမိရဖမ်းစခန်းကလူအင်အားကိုရသလောက်စုအခုတော့အချိုတက်ပြီးတော့ဖမ်းပြဿနာတက်ရင်သူတို့စီမှာတနတ်တွေရှိနိုင်တယ်လက်နဲ့ယူသွားဆိုင်းလက်ကိုဖမ်းမိတာနဲ့ညို့နယ်ဆရာဝန်ကြီးရောတက်သေးလူကြီးပါခေါ်လာခဲ့ကြကျွန်တော်အခုပဲသွားပါမယ်စကမ်းမူကောင်းသူခမည်းဆိုင်ကယူသွားပြီကားထားခဲ့မယ်အားစီဘာရီတော့စောသက်အခုဖြစ်နေတဲ့အခြေအနေတွေကိုကိုခင်သိန်းနဲ့တိုင်ပင်လိုက်တယ်ကိုခင်သိန်းတို့ကညတွင်ချင်းဘိန်းသမားဆိုင်းလက်ရဲ့တပည့်တွေအဖြစ်အယောင်ဆောင်ပြီးတော့လိုက်လာကြတယ်မမေကြီးနဲ့ဆိုင်းလက်ကအရင်ကတည်းကအခုကိစ္စမှာပတ်သက်ခဲ့ဘူးလားအခုမှဆိုင်းလက်ကိုယ်တိုင်ပါဝင်ပတ်သက်နေတာသိလို့ဖမ်းရတာပဲကဲကိုခင်သိန်းအလောင်းတွေပေါ်တော့မလားကျွန်တော်လူတွေလာလိုက်မယ်ကိုအောင်သူအခုမနက်4 နာရီထိုးတော့မယ်ခဏလေးစောက်ဆိုင်းလက်ကိုအရင်ဖမ်းမယ်ဟမ်ရဲဦးခင်သိန်းရဲ့ပြောလိုက်တဲ့အတန်ကြောင့်ကိုစောသက်လက်မနိုင်ကိုကြည့်မိလေပြီကိုခင်သိန်းဒီအိမ်မှာ6လန့်တက်တဲ့အချိန်ဟာနောက်ဆုံး4 နာရီပဲစက်ခွန်ပါကတည်သွားတဲ့အချိန်ကိုစွဲနေတဲ့ပုံပဲကိုစောသက်ဖြစ်နိုင်တယ်ကိုခင်သိန်းရေအားစီကျွန်တော်နဲ့ခဏလေးလိုက်ခဲ့ဘယ်ကိုလိုက်ရမှာလဲစောသက်ကိုခမောင်ထူးစီကိုပါအေးငါလိုက်ခဲ့မယ်ဆရာသေးမမေကြီးကိုကြည့်ထားလိုက်နော်စိတ်ချကောသူအားစီကိုခမောင်ထူးကိုကြည့်ပါအောင်မြေကြီးတွေကိုရက်နေပြီကိုခမောင်ထူးဘာလုပ်နေရလဲကိုအောင်သူမေးလိုက်တာကိုပဲလှဲ့မကြည့်ပဲမြေကြီးကိုအားရပါရရက်ထုတ်နေတယ်စောသက်ကြည့်ရတာဦးဆိုင်ထွန်းလာကသူ့ကိုမြုပ်ထားတဲ့နေရာပြမုံရတယ်ကွာဟုတ်လိမ့်မယ်အားစိသူ့ကိုချုပ်ထားလိုက်ကွာသွားမတူစီနေတော့ကိုခင်သိန်းတို့ဆက်လုပ်လိမ့်မယ်မှုခင်နဲ့ဆိုင်တော့သွားမထိမကင်မိတာအကောင်းဆုံးပဲဟုတ်ကဲ့အားစိဒါနဲ့အားစိတခုမေးချင်လို့ဘာမေးမလို့လဲဟိုတခါအာစီအိမ်မော်ထက်မှာတရားသွားထိုင်ပြီးပြန်ဆင်းလာတော့မင်းတို့မသိတာတွေငါအကုန်သိလာပြီဆိုတာလေ။အော်ဒါလား။ငါတရားထိုင်ပြီးတော့
ဒီအိမ်မှာ6လက်နေတဲ့သူတွေကိုမေတ္တာပို့ပြီးခေါ်ကြည့်တယ်ကွာပထမဆုံးရောက်လာသူကလေပင်ပြက်ကြီးနဲ့ဆက်ခွန်ပါပဲဖြစ်လိမ့်မယ်ငါ့ကိုဒုက္ခပေးမလို့လုံနေတော့မှဦးဆိုင်ထွန်းလာရောက်လာပြီးတော့သူ့ကိုဆွဲထုတ်သွားတယ်ကွာဦးဆိုင်ထွန်းလာကသူ့အသက်ခံရတဲ့အကြောင်းပြောပြတယ်သူ့ကိုမြေမြုပ်ထားတာလည်းပြောပြတယ်အဲ့ဒီအချိန်မှာသူမသေးသေးဘူးတဲ့ကွာမြေတွင်းထဲရောက်မှတည်သွားရတာဗျာမင်းတို့ကိုဒုက္ခပေးနေတာဆက်ခွန်ပါပဲသူ့ညီမစောနန်းတီတီနဲ့သူနဲ့ပေါင်းပြီးတော့6လက်နေတာဒါကြောင့်ဦးဆိုင်ထွန်းလာကမင်းတို့ကိုမြေရောက်ခံနဲ့မစင်းဖို့ငါ့ကိုလာမသွားတယ်။အော်ဒါကြောင့်ကိုကျွန်တော်ကိုကလထိုင်နဲ့ပြစ်ပေါက်ခံရတော့ကကလထိုင်လေထဲမှာရက်ပြီးတော့ကျွန်တော်ကိုမထိတာရဲ့အိမ်ထဲကနေအိမ်ပြင်ကိုဆွဲထုတ်သွားတာရဲ့ကဦးဆိုင်ထွန်းလာလောက်တာပဲဖြစ်ရမယ်။ဖြစ်နိုင်တယ်ဆိုတော့မိုးစင်စင်လင်းလေပြီမြူနေများကြနေတဲ့ကြားမှာရဲတပ်ဖွဲ့ဝင်များမြို့နယ်ဆရာဝန်ကြီးနဲ့တပ်သိလူကြီးများတို့အလောင်းဖော်နေကြလေပြီရီလိုက်ငိုလိုက်တယောက်တည်းစကားတွေပြောနေတဲ့ကိုခမောင်ထူးကိုကြည့်ပြီးကိုအောင်သူစိတ်မကောင်းဖြစ်မိတယ်ကိုအောင်သူအနောက်မှာလှမ်းခေါ်လိုက်တဲ့ရဲအုပ်ကိုခင်သိန်းရဲ့အတန်ကြောင့်လှည့်ကြည့်လိုက်တယ်ဟုတ်ကဲ့ကိုခင်သိန်းကိုခမောင်တို့ကိုရန်ကုန်ကစိတ်ကြမ်းမာရေးဆေးရုံကိုအမြန်ပို့ဖို့စီစဉ်ကြအောင်ကျွန်တော်ရထားလက်မှတ်အမြန်စီစဉ်လိုက်မယ်ကောင်းတယ်ကိုခင်သိန်းကျွန်တော်နဲ့ဇော်သက်တို့ပါလိုက်သွားမယ်သူ့မိသားစုကိုအကျိုးချောင်းရှင်းပြမှာဖြစ်မှာဗျဂျစ်ကနောက်ဘက်မှာကိုခမောင်ထူးအားကိုအောင်သူနဲ့ကိုဇော်သက်တို့မှညှက်ထိုင်ထားကြတယ်အင်ကြီးစီမှာတဖြည်းဖြည်းမောင်းထွက်လာခြင်းမြူနှင်းများဝေနေတဲ့ကြားမှာလူတယောက်လက်ဝဲရန်ကနှုတ်ဆက်နေတာကိုကိုစောသက်နဲ့ကိုအောင်သူတို့နှစ်ယောက်သာမြင်တွေ့လိုက်ကြရလေတယ်။စောသက်မင်းမြင်လားမြင်တဲ့အားစိတ်ဦးဆိုင်ထွန်းလာနဲ့တူတယ်ဗျ။ဟုတ်တယ်စောသက်ရေသူအတော်ကျင်းနဲ့သွားပုံပဲကွာ။ဟဲ့ဟဲ့ဘာကြီးတာလဲကွာကိုခမောင်တို့နေပြန်ကောင်းလာရင်တော့သူ့ကိုစာရေးခိုင်းရမယ်အားစိတ်ရေဝတ္ထုနာမည်တော့ရွေးပြီးပြီဟုတ်လားကွာဘာတယ်လဲမြေတိုက်ခန်းကစိန်ခေါ်တန်းလို့ကိုအောင်သူရဲ့ရီမောတန်အားကိုခမောင်ထူးမှ6ကက်ကက်ဖြစ်ရီလိုက်တန်ကဖုံးလန်းသွားလေတော့တည်းဟုတ်ကဲ့ကိုခမောင်ထူးဟာစိတ်ယောဂအားကုသနေရင်1982ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ကိုဇော်သက်မှာယူရီးယားနိုင်ငံမဲဆိုင်မှာအလုပ်လုပ်ကင်လျက်ရှိနေပါတယ်။ကိုအောင်သူနဲ့မိသားစုကတော့လက်ရှိနေရာမှာပဲနေထိုင်လျက်ရှိပါတယ်။အမည်နဲ့နေရာများအားလွှဲထားပါကြောင်းအသိပေးရပါတယ်ခင်ဗျာ။